ပရိသတ်များလုံးပဲမင်္ဂလာပါရှင်ပရိသတ်များလုံးကိုကျမတို့ရဲ့ YM Let's Story Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ပရိသတ်များအတွက်ဒီနေ့မှာကျမတို့ရဲ့ channel လေးကနေ Family Doctor ဆိုတဲ့ဇာတ်လမ်းလေးရဲ့အစားအဆုံးကိုပြပြတင်ဆက်ပေးသွားကြပါမယ်ဇာတ်လမ်းလေးမစခင်မှာ channel လေးကို like and subscribe လေးနဲ့အားပေးသောကိုတောင်းဆိုပါရစေတိတိတွေတင်နိုင်သိရှိအောင်လည်းဘေးနား notification လေးကိုနှိပ်ပေးဖို့ပါနဲ့နော်โอเคပါဒါဆိုတော့ဇာတ်လမ်းလေးကိုစတင်ပြီးတော့ဖတ်ပြပေးကြပါမယ်အမလီရှူပါနုနုညီအခန်းထဲခေါ်ပြီးတော့ကြားလို့မှကောင်းသေးရဲ့လားရှူပါနဲ့ family doctor ဖြစ်တဲ့တက်သမားအစ်မပါပဲညာတော့မားခဲ့ကြပြီးမနေ့ရောက်တဲ့အခါမှာရှူပါမီတွေကခရီးရစောစောပြန်ရောက်ပြီးရှူပါတို့နှစ်ယောက်ရဲ့မြင်ကွင်းကြောင့်ရှူပါတို့ကိုထိတ်ထိတ်ပြပြနဲ့အော်ပြောပါတယ်ရှူပါလည်းတက်သမဟာရဲ့ရှင်ဘက်တွေကိုပုတ်တက်ရင်လည်းဘာလို့အော်နေရလဲဒီမြင်ကွင်းကိုမြင်ဘူးလို့လားပြန်လုပ်ပြအောင်မလားဒေါ်မြင့်အေးသူ့ကိုအဲ့လိုပြောတော့မကြေမချမ်းနိုင်ဖြစ်ပြီးတကားကိုအားပါနဲ့ပြန်ပိတ်ကယူပါနုနုရဲ့အဖေနဲ့မှတ်လောက်သားလောက်တိုင်ပြီးတော့ဖြစ်ပြီးခိုင်းမှရတော့မယ်ယူပါရွဲ့ပြောလိုက်တော့မီရီယာယူပါရဲ့ခန်းတကားကိုပိတ်သွားခဲ့ပါတယ်အဲ့ဒီတကားကိုပိတ်တော့ယူပါလည်းပစိတ်တရားပစံထုတ်ပြီးတော့ဓာတ်တော်မဟာကို1000နဲ့အိုးလိုက်ထုတ်ပြီးတော့လောက်လားလောက်ရင်ထပ်ပြောဝေးထုတ်ပေးလာတဲ့ယူပါရဲ့လက်တွေကိုတွန်းထွက်ရင်းနဲ့ဓာတ်တော်မဟာညှမ်းလိုက်တယ်ကျုပ်ကငွေလိုချင်တာမဟုတ်ဘေးရဲ့ငွေကိုမယူဘဲငွေလိုချင်တာမဟုတ်ဘူးဆိုတာကြောင့်ယူပါမျက်ခုံးပြင်းနဲ့အဲ့ဆိုဘာလို့ချင်တာလဲငွေရလွှဲရင်ဘာမှပေးကြမရှိဘူးဒီအိမ်မှာအပေါ်ဆုံးကငွေပဲမျက်ခုံးလေးပင့်ပြီးတော့ပခုံးလေးပင့်ကပြောလာတဲ့ယူပါနုနုကိုတက်တော့မှနှကန်းတစ်ဖက်ဆောင်းကပြုံးပြရင်နဲ့မမကိုလိုချင်တယ်မမနဲ့လက်ထပ်ချင်တဲ့ယူပါနုနု family doctor အဆင့်နဲ့များဒီအိမ်ရှိတဲ့ခင်မမှန်ရဲ့နော်မရှက်ဘူးလားကြည်ပြီးတော့ပြောလာတဲ့ယူပါနုနုကိုတက်တော့မှမျက်ခုံးပင့်ကကြည့်ပြီးတော့သူမရဲ့ပေါင်လေးကိုပတ်သက်ကကျောက်စင်ကနှိတ်နေရတာမမနဲ့မှားခဲ့သေးတာပဲအဲ့ဒါကိုဘာလဲလာပြောနေရလဲကျုပ်လိုချင်တာမမောက်ကျုပ်မမောက်လိုချင်တာယူပါနုနုအကြောင်းပြချက်ယူပါကိုလက်ထက်ချင်တဲ့အကြောင်းပြချက်ချစ်လို့ဆိုတဲ့စကားကြောင့်ဟဲ့ပပရှိမိပါတယ်အချစ်တယ်လားတော်ပါပြီဒယ်ဒီဆိုတာတော့နောက်မီတွေကမွေးလာတဲ့ကလေးတွေကြောင့်ယူပါကိုမချစ်တော့တာမမီဆိုတာလေနောက်ရင်တော့ကလေးတွေနဲ့ပျော်လို့ပါလို့အကျိုးတော့ကလည်းစာမလာတဲ့မကြားယူပါကိုဆက်သွယ်ဖြတ်ခဲ့တယ်အဲ့ဒါကိုအချစ်ကြောင်းနေလာပြောနေသေးရလားဘယ်လောက်ထိချစ်နိုင်လို့လဲဘယ်အတိုင်းတာဒီမင်းတို့ကောင်ကချစ်နိုင်မှာမလို့လဲတတ်တော့မဟာယူပါနုနုရဲ့ပခုံးလေးကိုနှဲရင်းနဲ့ဒရမာဆန်ဆန်ဖြေလိုက်တာသက်ဆုံးတိုင်ပေါ့မမကိုကျုပ်ဘယ်တော့မှမစွန့်လို့သက်ဆုံးတိုင်ကျုပ်ပေးနာမှာခေါ်ထားမှာယုံနေစကားတွေပြောပြီးတော့ထားသွားရင်ဆိုတဲ့စိတ်ကြီးနဲ့ယူပါလက်ထဲကင်ထားတဲ့ပတ်စံကိုတတ်တော့မဟာစီပြစ်ပေးကအဲ့ပတ်စံနဲ့ယူပြီးသွားတော့တောက်တာတတ်တော့မဟာပတ်စံနဲ့ပြစ်ပေးလာလို့တတ်တော့မဟာပေါ်1000တန်နေရအဲ့ရပေါ်မှာပြည့်တလွန်းလွန်းနဲ့ကြာလာပါတယ်တတ်တော့မဟာအဲ့ငွေကြားရကနေယူပါနုနုရဲ့ခါကိုပိုတင်းကြအောင်ဖတ်ပြီးတော့လေတိုင်လေးတွေကိုနှကန်းနဲ့နမ်းလိုက်တယ်ကျုပ်မင်းကိုတကယ်ဆက်တာခမရကျုပ်စီစိတ်ရန်လာတဲ့အထိကျုပ်စူးစမ်းပြမယ်မစူးစမ်းကြည့်လေရရင်ပေါ့ခုတော့ပြန်มาတော့တကားဆုံးထမှန်ပွင့်လာတဲ့တကားကိုကြည့်လိုက်တော့တယ်ဒီမျက်လုံးတွေကဒေါသမီးဟောင်းတောက်လို့ဦးသိန်းစုကရင်ဘွားသမီးဖြစ်သူနဲ့ဒေသမဟာရဲ့နှစ်ယောက်သားမြင်ကွင်းကြောင့်ဒေါသတွေကိုပြန်ထရင်လီတန်ကိုတက်နိုင်ဆုံးနှိမ်ချကယူပါနုနုဒယ်ဒီအေကန်ထဲမှာစောင့်နေပြီမောင်ဒေသမဟာတခါလေးစင်ခဲ့မကြစိမ့်နဲ့တဲ့မိတွေကကျုံမွေနေပြန်ပါပြီသူ့လေတိုင်ကိုနှကန်းနဲ့ပွန်းနှမ်းလာတဲ့ဒေသမဟာလေအနောက်ကနေမေးလာတယ်ဘယ်လိုလုပ်မလဲဘယ်လိုလုပ်ရမှာလဲဒယ်ဒီကမင်္ဂလာပွဲကိစ္စပြောလိုက်ရင်ညင်းပေးဖို့ပဲတောင်းဆိုစစ်တယ်ဂရင်ဘွားထပြီးအင်ကြီးဝင်ပြောလာတဲ့ယူပါနုနုကသူ့ကိုယ်သူယုံကြည်မှုပြည့်နေပဲပြောလာပါတယ်ဒေသမဟာယူပါနုနုပြောတယ်လို့လုံးဝလုံးမမဟုတ်မငင်းဘူးဆိုရင်ရောကျုပ်ကမငင်းချင်ရောအဲ့ဆိုလည်းမင်းသဘောပဲလေမတော်လို့မင်္ဂလာပွဲစီစဉ်ဖြစ်ခဲ့ရင်တော့ကိုလန်းကိုရှောက်ကြရုံပေါ့ဒေသမဟာလည်းဒိတ်ပဲပပနဲ့မျက်နှာကိုမေးချလိုက်တယ်ကျမတော့ပိုင်ဆိုင်ချင်တာပဲမလားမမရဲ့ဆန္ဒပပမပပမမကိုပိုင်ရအောင်ယူပါကျုံမမကိုလက်ထပ်လိုက်မှတော့ကျုပ်ပိုင်ဖြစ်သွားတာပဲမဟုတ်ဘူးလားတို့ကဒုက္ခတို့ပဲပိုင်တာဘယ်သူမှတို့မပိုင်ဘူးတသက်မဟာဆက်မပြောတော့ဒီယူခင်အချိန်တွေတော့ယူပါနုနုရဲ့ချစ်ကိုရောယုံကြည်မှုတွေရောရယူအောင်မယ်ဦးသိန်းစုအေကန်ထဲမှာဒေါသထန်လို့ထိုင်ဆောင်နေရတာလက်တရှိအခုတော့ဆင်းလာပါပြီ family doctor နဲ့ချစ်ချင်တိုင်းပြည့်ကျက်နေတာ
သမီးဖြစ်သူကလည်းဘုံဘုံစားပုံကဟုံးမလုံးတိမလုံးနဲ့အခုလည်းတိုးပြက်တွေဝတ်ခဲ့ပြန်ပြီယူပါနုနုဘလူတွေဝတ်ခဲ့တယ်အနေတောင်ဝတ်ပုံစားပုံတွေလည်းစင်ကြင်အဲကန်ထဲရောက်ပြီဆိုတာနဲ့ဒုံးစံတိုင်းអော်လာတဲ့ဒရီစကားတွေကိုနားယူဝနေပြီဖြစ်လို့ဒရီရှိမာတဲ့ချေချေထိုင်ပြီးတော့ဘာပြုံးလို့လဲဒရီပြောစရာရှိရမြဲမြဲပြောယူပါသွားစရာရှိသေးတယ်တတမဟာယူပါနုနုဘေးမှာဝင်ထိုင်တော့ဦးသိန်းစွာတတမဟာပဲလှည့်ပြီးတော့ယူပါနုနုနဲ့လက်ထက်ချင်လားမောင်တတမဟာတဲရူးဆန်စွာမေးလာတဲ့ဦးသိန်းစွာကြောင့်တတမဟာယူပါနုနုကိုကြည့်တော့ယူပါနုနုကသူ့ကိုကြည့်ဆူဆူနေနဲ့ညင်ခိုင်းနေတဲ့ပုံတလားလို့တော့ချိန်ယူစံပါသေးတယ်ယူပါလည်းစိတ်ပြင်ဆင်ချိန်ရှိအောင်လို့ပါကျွန်တော်ယူပါနုနုကိုမိသားဖသားပြီးလာတောင်းရမှာလက်မခံဖို့ခန်းထဲမှာပြောထားပေမဲ့တဲရှိရောက်တော့ယူပါစကားကိုစန့်ကျင်နေတယ်ယူပါလည်းအမြင်ကက်ကက်နဲ့ဘာမှလာတောင်းကြမလို့ယူပါသူ့လိုမယူတဲ့အစင်တင်မတူတဲ့သူနဲ့ယူပါမယူချင်ဦးသိန်းစိုးသမီးဖြစ်သူခက်တန်နဲ့ကြည့်နေကြည့်ပြီးတော့အခုကျန်စိတ်နေပါရီပြောနေအောင်မဲ့ချိန်လိုက်ယူပါနုနုအဲ့ဆိုဒယ်ဒီယူလိုက်လေဒယ်ဒီအမေမနဲ့ယူတော့ယူပါပြောလို့လေအခုကိစ္စယူပါကိစ္စပါဒိန်နဲ့ဘာမှမဆိုင်အောင်ထိမ့်မနိုင်သိမ့်မနိုင်ဖြစ်စင်နိုင်ဖြစ်ထန်နိုင်ကျင်းနေတဲ့သမီးဖြစ်သူဦးသိန်းစိုးဒေါသထွက်ထွက်နဲ့နေရနဲ့မေနဲ့တူတူပဲယူပါနုနုအပြတ်မှဖြစ်စင်ရလားရှင်းနာလိုက်တာဒယ်ဒီကလေယူပါကိုသမီးလို့မှသဘောမထားပဲမမီလည်းတူတူပဲလေဝမ်းနေတဲ့စိတ်တွေကိုမျိုးသိရင်နဲ့ဖြစ်စင်ရဖြစ်ပါစေတော့ဒယ်ဒီကယူပါကိုသမီးလို့မြင်ခဲ့ဘူးလို့လားဒယ်ဒီသမီးလိုမြင်စရာကောင်းအောင်နေခဲ့လို့လားအမြဲတမ်းပြဿနာမေးထွန်းရှာနေရမှာလားအခုလည်းမိဘမျက်နှာအိုးမဲတုတ်တဲ့သမီးဆိုကြိုးမွေးနေတာယူပါနာနာစင်စင်နဲ့ပြူစားရမယ့်မျက်ရည်ကိုထိုင်ရင်နဲ့ဘိုးသမပေါ့အောင်တန်ဒီကမနေထိန်ယူပါအဲ့ဒါဆိုလဲထပ်ပြီးတော့ကြိုးကောင်မှဖြစ်ပါအောင်မယ်ပြောစရာဒီလောက်ပဲဆိုရင်တော့ယူပါသွားတော့မယ်တတမဟာကြားရကနေဘာပြောလို့ပြောမှမသိယူပါနုနုရဲ့ပုံစံကဒီလိုမျိုးဆိုတာသိပေမဲ့ဦးသိန်းစွာဒီလောက်ထိသမီးဖြစ်သူကိုပြောလိုက်မယ်လို့လေတတမဟာမထင်ခဲ့ပါဘူးယူပါနုနုကလည်းပြင်းထွက်သွားတော့တတမဟာပါယူပါနုနုနောက်ကိုမေးလိုက်ပြီးတော့ယူပါစိတ်ညစ်ရတဲ့တဲ့အဲ့ဆရာဝန်ကောင်ကဘာလာပြောတာလဲမသိဘာလဲရှင်းအောင်ဘာလဲယူပါရှင်းကိုလည်းမထက်နိုင်ဘူးလို့စိတ်ရှုပ်ဟန်နဲ့မျက်ခုံးတွေတွန့်ကျူပြီးပြောလာတဲ့ယူပါပုံစံကြောင့်တတမဟာဆွဲတော့မလျှော့ကျုပ်ခမကိုချက်တဲ့ယူပါနုနုခမပြန်ချက်လာတဲ့ဒီကျုပ်စူးစမ်းမယ်စူးစမ်းလေရမယ်တင်စူးစမ်းကြည့်လိုက်ယူပါနုနုလိုမိမဘယ်ယောက်ျားမှမချစ်တတ်ဘူးတခါသုံးတစ်ရှူးလိုပဲသဘောထားတာတခါသုံးတစ်ရှူးဆိုတဲ့စကားကိုဘဝင်မကြပေမဲ့ယူပါနုနုရဲ့မိမိုက်နေတဲ့ပုံစံကိုတော့သဘောကျမိတယ်ကားတကားဖွင့်ပြီးတနေရာကိုသွားတော့မယ်ယူပါနုနုရဲ့လက်ကဝတ်ကိုတသက်မဟာဆွဲကိုင်နဲ့ကျုပ်ကိုစိတ်ုံလက်ပို့ပြီးလို့ရမှာယူပါလက်တွေကမေးလာတာမလို့လမ်းကြောင်းသိရင်တော့ကြုံပိုးခဲ့လိုက်မယ်လမ်းကြောင်းမသိရင်တော့ထားခဲ့လိုက်မယ်ဆိုပြီးအဲ့လက်တွေကိုယူပါခါချကဘယ်စေးုံလဲဒေါနာစေးရောဒါဆိုတက်လေကပတ်ပတ်ထားတကူဖြစ်လို့တော့ဘာတောင်မှမယူပြောပြရတဲ့ယူပါကမောင်းသူနေရာမှာဝင်ထိုင်ကတရှင်တို့မောင်းသွားပါတယ်ခံစားချက်တွေကလည်းမကောင်းဒယ်ဒီတဲ့ပထွေးဆိုရင်တော့ဒီထက်ကောင်းမယ်ယူပါရေးစားပနေအောင်ထားဖို့လေဘာလို့မရလဲသိစင်လို့ပေါ့ယူပါလည်းစိမ့်လေပဲဖြေလိုက်တယ်ရေးစားတွေကတော့အများကြီးပဲအချေကတော့တယောက်တည်းပဲတသက်မဟာစိတ်ဝင်စားသွားပြီးတော့ယူပါနုနုကိုထပ်မံမေးလိုက်တယ်အဲ့အချေကရောအချေဦးဆောင်မေးတဲ့ချိန်မှာမျက်နှာတွေကငကူအားထမ်းမိုင်းသွားပြီးတော့မသိဘူးဆက်တယ်မလို့တာ9နှစ်တောင်ရှိသွားပြီချက်ချင်းဆက်တယ်ပြတ်သွားတယ်မင်းကအဲ့ဒါမေးပြီးပါလို့မလို့လဲဒီတိုင်းသိချင်လို့လေကိုရောအဲ့စုံနေအောင်ယူလို့မရဘူးလားအဲ့မိကုံဆုံးမှာမျက်လုံးတွေအချောင်းတောက်ပြီးဖြေလာတဲ့ယူပါနုနုဟာအကျူကိုတကယ်ပဲမေးမရတဲ့ပုံတံမိုးထားတဲ့ပုံအကျုံးနေရာမှာဘသူ့ကိုမစားထုတ်လို့မရဘူးတူရီတော်လို့မလို့ယူပါပြောတော့တသက်မှာညနာမိုင်းကျသွားပြီးကောင်းမှန်တစင်မြင်လိုက်တယ်အိမ်အောင်ထွက်လာတဲ့စကားကိုမီကိုတကယ်ချစ်တာပါကွာအပြောနဲ့တက်တည်မပြပဲအလုံးနဲ့တက်တည်ပြပါမယ်စင်တော့ရောက်ပြီဆိုတာနဲ့ကားရမစင်းခင်ပြောသွားသေးတယ်ချစ်တယ်ယူပါတဲ့ဘလို့ယူကောင်လည်းမသိမချစ်တတ်ပါဘူးအချစ်ဆိုတာအစပြန်ဆိုင်အောင်ကြောက်နေမိတော့ထိတွေ့ရမှလည်းကြောက်နေတော့မှယူပါလာနေကြနေရဖြစ်တဲ့လူကြီးတိတ်ဆိတ်တဲ့နေရာလေးမှာစိတ်ပြေလက်ပြောင်းလာထိုင်မိတယ်စိတ်ထွက်ပေါက်မရှိတဲ့ချိန်တိုင်းဒီညာလေးကယူပါရဲ့စိတ်တွေကိုထွက်ပေါက်ဖြစ်စေခဲ့တယ်အခုထိပေါ့ကိုယူပါကိုထားခဲ့တာနှစ်တွေကြာခဲ့ပါပြီယူပါအခုထိစောင့်နေစေပါ
စာမလာတရေမချသူ့စီယာနေပေါ့ယူပါကိုချက်ချင်းဆက်သွယ်ဖြတ်သွားလေခဏခဏဆူတောင်းမိပါတယ်ရောက်လျာရက်ကနေပြန်ရောက်လာပါစေဆိုပြီးတော့ပေါ့တယောက်တည်းနေလဲမိုးချက်နေစမြဲအိမ်မနေတော့လေယူပါကိုမကြည့်ဘူးတဲ့သူတွေကြီးတာယူပါမပြောပါဘူးကိုရဲ့ယူပါကိုပြောအောင်လို့အဖေလာပြပေးပါအောင်လားရှင်တွေကတနုံနုံနဲ့မကိုင်းတဲ့ဖုန်းနံပါတ်လေးကိုနှိပ်ပြီးခေါ်ကြည့်မိပါတယ်အမြဲတမ်းကြားနေကြတာဓမှန်ကြားလာရတယ်မိတ်ဆွေခေါ်ဆိုသောတယ်လီဖုန်းမှာဆက်သွယ်မရနိုင်ပါရှင်မရပြန်ဘူးကိုယူပါထပ်မဆက်တော့ယူပါနောက်ထပ်မဆက်တော့ယူပါဘယ်လောက်ထိလွမ်းနေလိုက်မလဲကိုတီးဖို့ကောင်းပါရဲ့ဒေါက်တာကဲပေးပါဦးပတ်မမေကိုကဲပေးပါဦးဒေါက်တာမဟာနာကနေရထွက်သူ့ကိုမျက်ရည်နဲ့လက်ကိုတင်းကျပ်နေအောင်စုပ်ကိုင်းကဲခိုင်းနေတဲ့ကောင်မလေးကြောင့်ဆရာဝန်ဖြစ်တဲ့ဒေါက်တာမဟာလှလို့ရှာနေသူမလေးခေါ်အနာကိုလိုက်ခဲ့တယ်ပတ်မမေကိုကဲပေးပါဦးဒေါက်တာစိတ်ထားပါလူနာကိုကောင်းဆုံးကုသပေးပါမယ်လို့ကျွန်တော်ကတိပေးပါတယ်ပတ်မမေကပန်းနိုင်ချက်ယောဂတဲ့ဖြစ်တာကြောင့်အခုလေတဲထန်ဖြစ်နေရတဲ့ပန်းလုံးကနေချက်ချင်းပြန်လာခဲ့ပါတယ်ဒေါက်တာမဟာခွေးစိတ်ခံနဲ့လက်စတွေနဲ့တူဝင်သွားခဲ့ပါတယ်လူနာတယောက်ကိုကဲနိုင်ရင်ဒေါက်တာမဟာရဲ့ပီတိတွေကဖျောက်ဝေးလို့နေတယ်ယူပါအိမ်ကိုပြန်လာတော့မိတွေနဲ့သူ့ရဲ့သမီးတွေသာရှိတယ်ယူပါလေးပြဿနာမဖြစ်ချင်တာကြောင့်ရှောင်သွားလိုက်ပါတယ်ယူပါရှောင်သွားပြီမဲ့မိတွေနဲ့သူ့ရဲ့သမီးဟာယူပါကိုစောင့်ပြောနေအောင်မှတအားမမီရဲ့မိန်းကလေးဖြစ်ပြီးတော့တိတ်ခါမရှိဘူးနော်ရိုးရိုးနဲ့ family ဒေါက်တာနဲ့မှကြည့်ရလို့ပါတယ်မိကရွေးကနေယူပါကိုပြောတော့ယူပါပြန်ပြောချင်ပါတယ်ဒါပေမဲ့သူတို့စကားမှားနေရမှာမဟုတ်တာပဲဒါကြောင့်အခန်းထဲသာပြန်ရင်းနဲ့ဖုန်းထဲမှာတင်ထားတဲ့ပုံလေးတစ်ပုံထုတ်ကြည့်ကရင်ဖွင့်မိတယ်ကိုသာပြန်လာခဲ့ယူပါတင်ရကနေထွက်လို့ရပြီကိုယူပါအဲ့ပုံလေးကိုကြည့်ရင်ဖုန်းလာတာကြောင့်ကြည့်လိုက်ရ family ဒေါက်တာဆိုတာကြောင့်အဲ့ရတဲ့လေးနေရာထားပြီးကိုင်းတော့တစ်ဘက်ကထွက်လာတဲ့စကားမောင်ကလေးလေးဘာလုပ်နေလဲမောင်ကလေးလေးဆိုတာကြောင့်ယူပါစက်သိမ်းဖူတွေပင်ထသွားတဲ့ထိပါတက်သားခေါ်လိုက်တော့တစ်ဘက်ကဟန်ဆိုတဲ့စကားပြင်ဘာမှမကြားရတက်သားလည်းစပွဲကုံပေါ်ကဘိုးဘီကိုကိုင်းနေဆရာဝန်တယောက်ဖြစ်ပေမဲ့ဆရာသူစီမှာဆွေးနေပါတယ်မောင်ကလေးလေးလို့ခေါ်လိုက်တာလေမောင်တူတီစင်ကပြီးတော့မှလာကြိုပေးပါအောင်မမအိုးမကြိုပေးနိုင်ဘူးကိုပြန်มาလားမင်းကမနဲ့တော့လိုက်ပုတ်ပြီးပြီတော့ပေါ့တကယ်ပါယူပါမာညာတော့အဲ့တက်သားမှာနဲ့မှားပြီးတော့အေးရေးပြရတယ်အခုလေဒုက္ခတွေပြီးပြန်ပြီယောက်ျားဖြစ်ပြီးချွဲရချွဲသေးတယ်မမလည်းဗျာမောင်ကပြက်နေလို့ပါဆိုမှမောင်ကိုလာကြိုးပါကွာနော်မောင်ကလေးလေးနဲ့ဘာဖြစ်နေရလဲနောက်မကြိုးဘူးလို့ကိုပြန်มาလားပြီးတော့မင်းကတို့ရဲ့ family ဒေါက်တာတယောက်နော်အစီကံနဲ့အိမ်မော်စစ်ကိုလာပြီးတော့အိမ်ရှိကိုခိုင်းညာလားကိုတက်စီစီးပြန်အမတက်တာမဟာစကားမစုံတစ်ဖက်ကဖုံးချသွားတော့ခက်ရပါပြီမင်္ဂလာမဆောင်ပြောတာကိုတောင်းယူမယ်ပြောလိုက်လို့ဒေါသမပြေသေးရဓမ္မရဲ့တက်တာမလေးဘူးတစ်ချက်မဟုတ်ပြီးတော့ဂျူဒီကုန်းချုပ်ကတက်စီငါးပြန်ပို့သားစဉ်းစားလိုက်တယ်အဲဝတော့မဟုတ်ပါဘူးယူပါနုံနုံရင်ကိုတောင်းမှဖြစ်ပါတယ်အကြောင်းကတော့မမစစ်ကိုရဖို့မမကိုပို့ပါမယ်မလားငါတက်စီငါပြီးယူပါနုံနုံရင်ကိုခြေဦးတဲလိုက်တယ်ပစံပန်းစီတပွေးစာနဲ့ပေါ့မမဘာသာနေထူထားမလို့လဲမမစစ်တွေကိုအကုန်သိမ့်ပိုင်ပါပေါ့ယူပါတသက်မှာရဲ့ဖုန်းချပြရနဲ့အဲ့ရပေါ်တပံလေးချပြီးအိတ်လိုက်တယ်အဲ့ရင်အရာအလုံးကိုမယုံသွားမှာမဟာပန်းစီနဲ့ယူပါနုံနုံရင်ဝင်လာတော့မိရီနဲ့သမီးဖြစ်သူကသူ့ကိုတင်သေးတဲ့မျက်လုံးလေးနဲ့ကြည်လာတယ်ဒါပေမဲ့မဟာကယူမဆိုင်ပါဘူးသူဒီကိုလာတဲ့ရွယ်ချက်ကမမကိုတွေးဖို့မမတီသားရရမမလွင်ဘသူ့ကိုမှလူမထင်တာတတမဟာရဲ့စောင်းဖို့ဖြစ်ပါတယ်မဟာခန်းထဲဝင်တော့အိမ်နေတဲ့မမပုံစံလေးကပကြီးကားတစ်ချက်လိုပါဘလူကြီးမဝနိုင်ရှုမဝနိုင်ဖြစ်ရတယ်လက်ထဲပတ်လာတဲ့ပတ်စံပန်းစီကိုပန်းတင်ကိုမမသားတင်ပြီးတော့အိမ်နေတဲ့ယူပါနုံနုံပေးမှာမဟာဝေအိတ်ကယူပါနုံနုံခန္ဓာကိုယ်လေးကိုသူ့ရင်ဝင်နဲ့ထည့်ပြီးဖတ်ထားမိတယ်ယူပါအိမ်နေနဲ့အိမ်မက်တဲလိုပြန်မလိုမသေးကွယ်ဖတ်ထားခံရတဲ့ခန်းစားချက်မျိုးနဲ့ဘလို့မလဲဖြစ်နေတာမို့မျက်လုံးဖွင့်ကြည့်တော့ဘောကြည့်ကြမလို့စီနဲ့လူမွန်ထားနေတဲ့နန်းနေတဲ့တသမဟာဆိုတာသိလိုက်တယ်ပိုင်စိုးပိုင်နေနဲ့ယူပါကနမော်ဒီတက်အိတ်လာတဲ့တသမဟာယူပါတွန်းထုတ်လိုက်မိပါတယ်ဘေးဖက်ဆန်ငါကနမော်ဘာလို့တက်လာလဲသူ့ကိုတွန်းထုတ်လာတဲ့ခြေရသူလေးကိုသူတင်းကျပ်နေအောင်ဖတ်လိုက်တော့ရင်ဝင်ထဲမှာရှိရဲ့မမကြည်မချမ်းနဲ့အော်လာပါတော့တယ်ငါ့ကိုလွတ်စမ်းတက်တော့မှာ
လို့ပေါ့ကိုယောက်ျားလောကပြန်လာတော့ဒီလိုပဲစီးကြွလာမမရဲ့ဒီပေါ့ဘသူကမင်းမိမလဲဘသူကမင်းကိုလက်ထက်မဲ့ပြောလို့ဟာမလေမောင်နဲ့တော့မင်္ဂလာဥပြီးသွားပြီမမမောင်မိမပဲလေရှူပါတော့နာစိနဲ့နေမခံနိုင်တဲ့ဆုံးသူ့ခန္ဓာကိုအတင်းတွန်းထုတ်မိတယ်စိနဲ့မခံနိုင်တက်တော့မှငါအရာဘွားဖေးအဲ့ခါမှာပဲတက်တော့မှလွတ်ပေးလိုက်တယ်မိနေတာစိနဲ့မပြောနဲ့စိလုံးမြင်တော့တီလာကိုတောက်ဖို့ကြောက်တာလေငါအရာဘွားဆင်းပြီးမန်တင်ကုံမပန်းစီကိုရှူပါနုနုရှိအောင်ယူလာပြီးတော့ဂရင်ဘော်ကိုချပေးလိုက်တယ်မောင်နဲ့လက်ထက်မမလာမရှူပါကိုမျောလင်းတစီမေးလာတယ်ရှူပါအဲ့မျောလင်းချက်တွေကိုရိုက်ချိုးမိအောင်မယ်တို့မင်းကိုမချစ်ဘူးပြီးတော့မင်းနဲ့လည်းလက်မထက်နိုင်အောင်တက်တော့မှာညနာကွက်ကနေပြတ်သွားပေမဲ့တက်တော့မှာအားတင်ပြီးရှူပါကိုပြုံးပြကမောင်ကဒီလိုပြောတာမြန်နေလို့ထင်တယ်မောင်စီစိတ်ရလာတဲ့အထိမောင်ကြိုးစားမယ်နော်မကြိုးစားနဲ့တိုးဆောင်နေတဲ့သူရှိရဲ့မင်းကိုလည်းပြန်ချက်မှာမဟုတ်အဲ့တော့တခြားတယောက်ကိုရွေးလိုက်တက်တော့မှာအဲ့စကားကိုမကြားချင်အောင်ဆောင်ပြီးစကားလမ်းကြောင်းလွှဲလိုက်တယ်ဒီနာတူတူစားရအောင်လေမောင်အထီးချက်နေလို့ပါကွာနော်လို့ပြောဆူနဲ့ယူပါထိုင်နေတဲ့ဘေးကိုလာထိုင်ပြီးတော့ယူပါကိုဘက်ကချွင်းနေပြန်ပါတယ်ယူပါကတော့ဘာခံစားချက်မှမရှိပါဘူးမဟုတ်လဲညစာဆိုတယောက်တည်းစားတာနဲ့တူတူဒီလိုနဲ့အောင်စားလိုက်တော့အနည်းဆုံးတော့ထိမကြံတော့ဘူးလေအဲ့ဒါဆိုရေးသွားချိုးစေးနဲ့နေမွန်ထူနေတော့မင်းနဲ့တူတူတင်တော့မစားဘူးဟုတ်ကဲ့မောင်ခုပဲရေးသွားချိုးလိုက်ယူပါဘာကိုနမ်းပြီးရေးချိုးခွင်းနဲ့ဝင်သွားတဲ့တတမဟာတရရုံနဲ့တူသလိုကိုနဲ့တူတာမျိုးယူပါဗီဒီယိုတွေကအရင်ကကိုတွဲဆိုပြီးဝဲထားတဲ့အင်ကြီးနဲ့ပေါင်းပြီးထုတ်လိုက်တယ်သူနဲ့တော့တက်ရင်တက်မှာပါလေယူပါဝတ်စားလဲပြီးမိတ်ကပ်ပပလေးပုတ်ကစပင်းတွေကိုတီးတက်အောင်ဖိတယ်ဂရင်ဘောကပန်းစည်းစီရဲ့စီရောက်တော့ကိုသတိရမိတယ်ကိုလည်းယူပါကိုပတ်စံပန်းစည်းခဏပေးပါတယ်ကိုကဘယ်ရောက်နေလဲမသိမရေချိုးကန်းတကားဖွင့်တာနဲ့မဆိုတဲ့တန်အားကြားရပါပြီတပတ်ကိုအောက်ပိုင်းဘက်ထားပြီးယူပါနာလာကယူပါလေတိုင်းတွေကိုနှမ်းဆိုင်လာလို့ယူပါသူ့ကောင်တွန်းထုတ်ပြီးတော့အဲ့လိုမလုပ်နဲ့မကြိုက်ဘူးတတ်မှာဟာမကလည်းမောင်တေးသေးပြီးစီလေးဖြစ်ဖြစ်ချက်ပေးပါအောင်ဗျအချစ်ငတ်နေလို့ယူပါမျက်လုံးတည်နဲ့တတ်မအောင်ကြည့်ပြီးခရီးပေါ်မှာတင်ထားတဲ့အင်ကြီးငယ်ပေါင်းမျိုးလက်ညှိုးထိုးပြကမြင်တော့ဝက်အချိန်9မိနစ်ရမယ်နောက်ကျရင်မင်းနဲ့တူတူတင်လာလိုက်စားတော့နောက်မကျစရာအောင်မလက်ညှိုးထိုးထားတဲ့လက်ကိုကိုင်မိနှမ်းသွားတဲ့တတမဟာကြောင့်ယူကျင်စေပါဝါတယ်ဒီလိုကိုထက်ငယ်တဲ့ကောင်လေးနဲ့များဘလို့အိမ်မိပါလဲစဉ်းစားလို့မရဘူးအခုဒီအကောင်ပေးထားတဲ့မကင်ရကလည်းလေတိုင်းမှာရှိနေတော့တတမဟာဝယ်လဲတော့သူနဲ့ကွက်တီအယောင်ကလည်းနဲ့ရောင်ဆိုတော့အဆင်ပြေပါတယ်မဟာဝိပြီးပြင်ထွက်လာတော့ယူပါနုနုကတတမဟာရဲ့ပုံစံကိုတစ်ချက်လောက်ကြည့်လိုက်တဲ့အခါမှာကလေးလူလိုပါလို့ကော်လန်စာအထဲဝင်နေတော့အဲ့ခေါ်လန်စာကိုယူပါဆွဲထုတ်လိုက်တဲ့အခါမှာမဟာယူပါမီအောင်ခန္ဓာကိုယ်အနေငယ်ကိုင်းလာတယ်မရေပါလေပြောမှမပြောဘဲနဲ့ကျွန်တော်ကိုမနှမ်းကျင်ဘူးလားမလေးဗျာပေးပါနော်ယူနေလားပေးပါဗျယူပါခါနေဆွဲဖက်လာတဲ့သူကြောင့်ယူပါနှခမ်းသူ့နှခမ်းနဲ့ထီလူထီခင်ဖြစ်သွားတယ်လူစမ်းနမ်းမလွတ်မယ်ဒီကောင်းလေးတစ်ခေါက်တောင်အိပ်ပြီးသွားပြီယူပါလိုရင်ကိုထပ်ပြေးဖို့နောက်တစ်ခေါက်ထပ်အိပ်တော့ဘာဖြစ်သွားမှာမလို့လဲဒါဆိုဒီညတင်တော့မစားနဲ့တော့တက်တော့မဟာဒါဆိုမမကိုစားရမှာလားမင်းစားရစံလည်းလေမင်းနိုင်အောင်ကြိုးစားမတူတူနေတူလို့တည်းမင်းငင်းခံနေဘာတမ်းမှမထွက်စေနဲ့မဟုတ်လို့ကတော့လုံးနေမင်းတို့အိမ်ကိုလာစရာမလိုတော့အဲ့လိုနဲ့ဒီနေ့ညတင်တာစားမကိုစားရင်ညလေးဖြစ်ရပါတယ်မမီရေဂျယ်ရီလာကြည့်ပါဦးအဲ့အော်တန်ချောင်းယူပါနိုးလာတော့မိတွေကပါတဲ့သမီးဟာယူပါနဲ့တက်တော့မှမြင်ကွင်းကိုအပူတွေလောက်ပြီးအော်နေတာပါယူပါတက်တော့မှရဲ့ရင်ဘတ်ပေါ်ကောင်းအောင်ပြီးတော့ဘာလို့အော်နေရလဲငါခံနေထွက်သွားစမ်းဒီမြင်ကွင်းကိုမမြင်ဘူးလို့လားဟိုးသမီးလာခဲ့ဘာလို့အဲ့မြင်ကွင်းကိုကြည့်နေရလဲယူသူမရှက်မြင်သူရှက်တဲ့မိတွေကပါရောက်လာပြီးတော့သူ့မျက်နှာသူ့လက်နဲ့အုပ်ပြီးအော်ကတက်တော့မှတော့လဲလိုနေပါတယ်မောင်ကြီးမော်နီကစ်လေးပေးပါဦးယူပါနုနုပြောကြောင်းတက်တော့မှသူ့မမရဲ့နှကန်းတွေကိုနမ်းလိုက်ပါတယ်မိတွေနဲ့သူ့ရဲ့သမီးကခန်းထဲကထွက်သွားတယ်အဲ့သားမိထွက်သွားတော့မှယူပါနုနုမန်တင်ကောင်အန်ဆိုရီကပတ်စံသသိန်းနဲ့အုံအုပ်ကိုထုတ်ပြီးတ
မဟာစီဖြစ်ပေးလိုက်တဲ့ဒါယူပြီးပြန်တော့လူကျမပြန်ခေါ်လိုက်တတမဟာအတော်သားထောင်းကနေထွက်သွားတယ်သူကချက်တာလေမမသူ့ကိုတာယာမှုအတွက်ပဲသုံးချတာလေလားမယူဘကိုလေးတဲ့မမနဲ့အော်လာတာမလို့ယူဘမျက်ခုံးကိုသာပင်းကြမိတယ်ကျွန်တော်မမတာယာမှုအတွက်ပဲသုံးချတာမမကိုချက်တာသိရတာနဲ့သိရင်လည်းမေးမနေနဲ့လေဆက်ပါတနာစင်ထမင်းကိုမပုံတတမဟာရင်နဲ့စုပ်ပြတ်တက်နေသလိုဖြစ်သွားတယ်အဲ့ကလေးပေါ်မှာငိုမိပါတယ်ယူဘစကားအကြောင်းကိုနေတဲ့တတမဟာကိုကြည့်ပြီးယူဘဘာလို့မှမသိယူဘသူ့ကိုအနိုင်ကျင့်ပြီးတာဝန်ပြီးပဲထားတဲ့အတိုင်းမှာငိုမနေနဲ့ယောက်ျားလေးမဟုတ်တာကြားနေရပဲမမကိုချစ်တယ်လို့ဘယ်နှခါပြောမှသိမှာလဲယူဘခေါင်းကစပင်းတွေကိုထိုးပပြီးတတမဟာရဲ့ဘေးကိုသွားကတတမဟာရဲ့လက်ကဝိကဆွဲကင်ပြီးတော့သွားတော့မင်းမနဲ့အလုံးနဲ့တို့မနဲ့အလုံးနဲ့မင်းကိုချော့ဖို့လဲတို့စိတ်မပေါနောက်တစ်ခုကမင်းနဲ့လက်ထပ်ဖို့ကစိတ်မပေါတတမဟာအဲ့ဒါဆိုလေလက်ထပ်ဖို့စိတ်ပါတဲ့အထိကျုပ်ပြူသမျှနှုတ်ပြီးတော့တတမဟာပြောဆူဆူနဲ့သူ့လက်ကင်ထားတဲ့လက်ကဝိကဆွဲကင်ပြီးကရင်ပေါ်တီပြန်ဆွဲချလိုက်တယ်ယူဘနုံပေါ်ကတတမဟာအုံမိုးပြီးနှကန်းဒီကိုအကြမ်းပရန်နဲ့ရှာလိုက်ပါတယ်ဖက်မင်းလူရုပ်မရုပ်မစီခြင်းလက်ထက်လိုက်လေတေးတာတော့မင်းနဲ့လက်မထက်တော့တို့မင်းကိုမချွတ်ဘူးတတမဟာစိတ်ပေါက်ပေါက်နဲ့ယူဘနုံရဲ့လက်နှစ်ဖက်ကိုအိယာပေါ်မှာဖိကတ်ထားတယ်ဒါဆိုမပြောကျုပ်ဘလူလုံးမှာပြန်ကြိုက်ပါလေမမချမ်းသာတဲ့သူကိုကြိုက်တာလားဒါမှဘလူကမျိုးကိုကြိုက်တာလေမပြောမမောင်ပြုတ်ပြလို့ရမှာလေဘာမလို့ထိမင်းကိုချစ်လဲမမသိဘူးပြောဆူဆူနဲ့ယူဘလေတိုင်းကိုမျက်နှာအပ်ပြီးအပေါ်ကနေလဲချကငိုနေတာမို့အနှင်းငယ်တနာသွားပါတယ်ဒါမဲ့ဒီတိုင်းရင်းလက်ခံလို့မဖြစ်သေးစေးအောင်သွားအောင်မလားခဏလေးပဲခဏလေးပဲဒီလိုအိတ်ခွင့်ပေးယူဘဘာမှမပြောမိတော့သူစီစိတ်ရိုက်နေရများလားယူဘရှိမှငိုပြနေရင်တော့အဲ့မျက်ရည်ကိုမမြင်ချင်မှဆုံးတတမဟာယာငငေါ့ချင်းခလေးမဆန်နဲ့ခလေးစိန်ကမကြိုက်ဘူးလေရန်ကစူးစူးဝါးနာခြင်းမှုကြောင့်ယူဘអော်လိုက်မိပါတယ်မောက်ချင်လို့ယူတော့မှာပဲမောက်ပိုင်တော့သိလားလူတဲ့ချင်းမောက်လူတလူသုံးချမလူတဲ့ချင်းပြစ်ပယ်လိုက်လုံးမငါ့ကိုအလောက်တိချက်တာလားတတမဟာငါ့မှာကြိုက်စရာပါရှိလို့လေအထက်စီးဆန်တာလေးကြိုက်တယ်မတူသလိုမတန်သလိုဆက်ဆံတာမျိုးလည်းကြိုက်တယ်မမမရှိသမျှအရာအလုံးကြိုက်တယ်ယူဘလေတာကိုမျက်နှာအထားတဲ့တတမရဲ့မျက်နှာကိုယူဘဆွဲမှုပြီးတော့မျက်နှာချင်းဆိုင်စီလိုက်ပါတယ်အဲနောက်နှကန်းလေးကိုထိယုံများနှမ်းပြီးတော့သဘောကျပြီလို့လဲမင်းကိုကျေးဇူးတင်တယ်ယူဘမင်းကိုလိုအပ်တဲ့နေရာမှာပဲသုံးမတတမယူဘမင်းကိုမချစ်ဘူးတတမမျက်ရည်မခိုင်တော့ယူဘနုံရှိမှရင်ပြူကြပါတယ်မဝဟေးငိုအောင်လေယောက်ျားလေးမဟုတ်ဘူးလားချစ်လို့လေတစားသူနောက်ပါသွားရင်ဘယ်လိုလုပ်မလဲယောက်ျားလေးပြစ်ပြီးမငိုရဘူးလို့ရှိလို့လားယူဘတကယ်မနေနိုင်တော့ကိုကမချစ်လေကို့ကိုချစ်နေရပြီမလို့မင်းတွဲကျင်တော့မင်းသဘောပဲတတ်မှာငါဘက်ကပြန်ချစ်ဖို့တော့အချိန်ယူရလိမ့်မယ်ကျွန်တော်တွဲဖို့ပြောနေရတာမင်းတွဲကျင်သဘောလို့ပြောတာတို့မင်းကြိုက်တော့လိုက်နေမှာမဟုတ်ငါ့ကိုတော့မင်းစိတ်ကြိုက်ချဲလို့မရရတယ်မောင်မင်းကိုပန်ရရင်အဆင်ပြေတယ်ပြီးတော့မောင်ကိုခလေးလို့မဆက်ဆံပါနဲ့နော်ခလေးလို့မဆက်ဆံနေတဲ့ချွဲတော်မလို့တော့ဆရာဝန်လားအချွဲဆရာလားမသိခွေယူပါတော့နှစ်ယောက်စကားပြောပြရနဲ့နှစ်ယောက်သားရေချိုးခဲနေဝင်ရေမိုးချိုးတိုင်ရှင်းပြီး breakfast စားဖို့စားတဲ့ဆိုင်သွားဖို့စဉ်းလာတော့ဒေရီယာအဲခဲမှစောင့်ပြီးယူပါနဲ့တတမအောင်စစ်စစ်ကြီးကအဲ့လိုမျိုးမယူရသေးပဲအတူနေတာတိတ်ခါကြတဲ့ယူပါနုံအဲ့တော့လက်ထပ်ဖို့ပြင်ဆင်ထားကြဘယ်တိတ်ခါကြမှာလဲဒေရီယူပါနဲ့ဒေါက်တာနှစ်ယောက်တူတူနေတာဒီအိမ်ထဲကလူရလွဲလို့ဒေရီမရင်ငယ်မှမပြောရင်ဘယ်သူမှမသိဘူးယူပါနုံစကားမှာအထိနာစရာတွေပါနေရမို့သူမရဲ့မိရွေးဖြစ်သူကထိုင်ရထပြီးတော့ညီအရင်ဆိုင်မမိမဆုံးမသမီးယူပါကိုမိမဆုံးမသမီးဆိုတာကြောင့်ယူပါပတ်စံရတရားပတ်စံထားလိုက်ထုတ်ပြီးတော့ဒေရီရှိအောင်ပြန်ကျဲလိုက်တယ်ဒီပုံနေရာယူပါဒေရီယူထားတဲ့မရငယ်ရဲ့သမီးအပြင်မှာတခြားကောင်နဲ့ဆက်လုပ်ထားတဲ့ပုံလေးပဲဖြစ်ပါတယ်ဘွားတော့ငါ့ကိုမိမဆုံးမလို့မပြောခဲ့တဲ့သမီးကိုအရင်ဆုံးမလိုက်အောင်တော့ကြပိုက်တလုံးနဲ့ကြံခဲ့မယ်တော်တော်သွားရအောင်ယူပါတတမလက်ကိုဆွဲပြီးကားစီကိုခေါ်လာတယ်ဖြစ်ကြဆန်းပွဲအစတွေကရှက်မရှိရမီးရသားမိခံတတမတွိုင်းလက်ကပြန်လာတော့မိမတယောက်နဲ့တိုက်မိပြီးသွေးညစ်ဖြူမှလက်ဖက်ရည်ပေးကုန်တယ်တတမမတိုက်မိပေမဲ့တစ်ဖက်ကမာတဲ့မိန်းမတယောက်ကသူ့ကိုဒေါသတကြီး
လူတွေရှေ့မှာပြောဆိုနေပါတယ်မင်းလူတယောက်လုံးမမြင်ဘူးလားလမ်းကိုကြည့်ရှောက်လေမျက်လုံးကကန်းနေရလားတသက်မှာလူများတွေလည်းကြည့်နေကြတာမို့အများမြင်မှာသူ့ကိုဝေဖန်ကြမှာဆိုတာကြောင့်မိမတယောက်နဲ့လည်းရမ်းဖက်မဖြစ်ချင်ပါကျွန်တော်တောင်းပန်ပါတယ်ညာကျွန်တော်လက်ဖက်ရည်တစ်ခွက်ပြတ်ဝဲတိုက်အိုးဘာဝဲတိုက်မှလဲမောင်ဒီမိမကလမ်းကိုကြည့်မလျှောက်ပဲသူ့လေကိုပဲသူကြည့်ရှောက်များလေရှူပါနုနုပြောမှာအဲ့ဒီမိမဒေါသတွေမီးလောက်ရလေးပြင်ပြီးတော့မင်းမတက်တည်ရှိလို့လားပြီးတော့ဒီကိစ္စကဒုံးနေတကောင်လေးကိစ္စယူနေလည်းမဆိုင်ပါဘူးရှူပါနုနုတသက်မာရဲ့လက်ကိုချိန်ပြီးတော့တသက်မာရဲ့နှကန်းကိုအဲ့ဒီမိမရှိမှတဲ့အနံပေးလိုက်တယ်ဘလို့လို့ဒုံးနေမဆိုင်ရမှာလေဒုံးနေမကြခင်လက်ထပ်တော့မယ်သူတို့သားလေးကိုအပျော်ရွှင်လုံးမြင်တော့နောင်တကြီးကြီးရသွားမှာပေါ့ CCTV မှတ်တမ်းကြည့်ပြီးတော့တသက်တကြုံထောင်ချပြလိုက်မှပြောကျမမျိုးသားရဲ့အင်ကြီးဆုံးပေးတဲ့အမှုရဲ့ကျမတို့သားရဲ့အသားရည်နုနုလေးမှာကော်ဖီပူပူတွေဖိတ်ကြတယ်မို့ဘလို့လဲတော့မလားလောက်ထောင်းပေါ့နောက်မှတွေ့မယ်ပြပြဆူဆူနဲ့ရှီယာချီစောက်ပြီးသွားခဲ့တာကြောင့်ယူပါမကြည့်တော့ပဲတသက်မာရဲ့ရှင်ဘက်ပူနေမှာဆိုတာနဲ့လဲကြည့်ပြီးတော့အဲ့ဆုံးကွက်ပင်နေတဲ့နေရာကိုပုတ်ပေးနေပါတယ်ဟုတ်လားအင်ကြီးတော်ဝရအောင်ဒေါက်တာမယူပါဘေးမှာရှိရဝိုင်းကယူပါပစံကိုယူနေတော့အနောက်ကခေါ်လာတဲ့တသက်မာယူပါလက်ကဝက်ကကိုင်းပြီးကားပါကင်ထိခေါ်လာတယ်ကားပါကင်မှာလည်းလူအားရှင်းတော့ယူပါကိုနေရန်ကပ်ပြီးနှကန်းကိုနှိုင်းဆိုင်လိုက်တယ်ဒေါက်တာယူပါနှကန်းနေပါမကလေတိုင်းနေစီပါလာနှမ်းပြီးတော့သူ့လက်တရားခါမှလေးတင်းကျပ်စွာဖတ်ထားပါတယ်ယူပါမှာရုံရအောင်လေအဲ့ဒီနန်းနေကြမှာလဲပြပြဒေါက်တာတော်တော့အင်ကြီးတော့မရအောင်ပါတသက်မှာနန်းလုံးဝမှာပဲလွတ်ပြီးတော့ယူဝေကြီးနဲ့ယူပါနုနုနဲ့ကြည်ချင်းဆုံပြီးတော့မောင်နဲ့လက်ထပ်မယ်မလားစဉ်းစားအောင်မယ်မောင်တို့ကိုမယုံလို့လားနှကန်းကိုနမ်းပြီးမိကုန်းထပ်ထုတ်တယ်ယူပါပါပြရမှမသိတွေ့ဝင်နေတော့တသက်မှာပဲသူ့မေယူသူကိုယ်တိုင်ပြေးလာတယ်အမမောင်စောင်းမမယ်နော်မမောင်ကိုစဉ်းစားပေးထားနော်ခုတော့အင်ကြီးတော့ဝရယူပါကောင်းကျင်ပြီးသားတသက်မှာလက်ဆွဲခွေရနောက်လိုက်ပါခဲ့တယ်ယူပါကိုယ်တိုင်လေးချင်းနေခုန်နေမိတယ်ခုနှစ်နှစ်ဒီပါပျောက်ဆုံးနေတဲ့ခံစားမှုကြီးဟာအခုမှပြန်လည်ဖြစ်တည်လာတဲ့အတိုင်းဒီခံစားချက်ကကိုမဆက်သွယ်တော်ရပျောက်ဆုံးနေတဲ့ခံစားချက်ဖြစ်ပါတယ်ကိုစီကဒီတနေ့စာလုံးစာမလာတရင်မကြခဲ့သလိုပြက်မယ်ဆိုတာလည်းမပြောခင်ယူပါဘက်ကပဲသစ္စာရှိပြီးစောင့်နေတာထပ်ဆောင်အောင်မလားတသက်မှာနေပဲလက်ထက်လိုက်ရမလားမသိခွင့်တော့ပါဘူးတသက်မှာအင်ကြီးရွေးနေနဲ့ယူပါနုနုကိုလမ်းကြည့်လိုက်ရဖုန်းကိုသာကြည့်နေရမလို့အင်ကြီးပွားနဲ့စတိုင်မန်ပေါင်းမိသားဝဲခဲ့တယ်လူငယ်ဆန်းဆန်းပုံစံမျိုးသာယူပါစောင့်နေတာကြပြီဖြစ်ပေမဲ့တသက်မှာရောက်မလာသေးလို့ဖုန်းပေးလိုက်ချိန်ယူပါရှိမှလာရက်တဲ့သူကြောင့်မောကြည့်လိုက်တော့စတိုင်ကြနေရမို့အဲ့လိုစတိုင်တစ်မျိုးနဲ့လည်းကြည့်ကောင်းနေပါတယ်အဲ့ဒါပဲယူလိုက်ဒီကတည်းကရှင်းခိုင်ရုပ်တသက်မှာကိုဘလက်ကတ်ထုတ်ပေးလိုက်ရမယူပဲကြည့်နေရမို့ယူပါနုနုစိတ်မရှိယူလေအမလိုက်ရှင်ပေးယူပါပြညင်ဖို့လည်းစိတ်မပါတာမလို့ကောင်းလာစီထသွားပြီးရှင်းနေတော့ကောင်းမလေးရဲ့ကြီးကတသက်မဟာစီမှာမဆိုင်ညာမဆိုင်နဲ့တဝင်းတုံမိသေးတယ်ရှင်းပြီးတော့ကောင်းတာအပြန်ကားပကင်စီသာတက်လာခဲ့တယ်တသက်မဟာဈေးရုံသွားရအောင်မလားဈေးရုံမသွားဘူးလားအမနဲ့ဖော်ပြပေးမှာဘလို့အလောက်ချိန်လှုပ်ပေးလို့ပြီးတော့တို့မှသွားကြရှိသေးတယ်မောင်ခေါ်သွားလို့မဖြစ်ဘူးလားမရဘူးညတကမလိုက်စင်တဲ့ဒေါက်တာနဲ့တို့ဟာဘာမှပတ်သက်သေးတာမဟုတ်ယူပါနုနုပြောမှပဲတသက်မှာနှုတ်ဆက်သွားတယ်သူလည်းဘာမှမပြောတော့ဈေးရုံရှိမှကားရက်ပြရနဲ့ယူပါနုနုကိုနှုတ်ဆက်ပြီးဈေးရုံထဲဝင်လာခဲ့ပါတယ်တသက်မှာပို့ပြရနဲ့ယူပါဖွင့်ထားတဲ့ဘားကိုလင်းမြန်စွာမောင်းခဲ့တယ်မနေ့ကဒင်နာစာမောင်လေးကိုစားလိုက်တော့ဘာမှဖြစ်သွားတဲ့ကိစ္စမနေ့ရောက်မှရှင်းရအောင်မေးယူပါနုနုဘားကိုရောက်တာနဲ့သူ့ရဲ့ဝန်ထမ်းကြီးကိုခေါ်ပြီးပြောရတယ်အဲ့ရမွေဘသူမှမတားလားမဟုတ်ပါဘူးမမလေးမတားရဲလို့ပါဘသူမလို့မတားရလဲအဲ့ပြဿနာရှားရသူကဘသူမလို့လဲယူပါနုနုဒေါသထွက်ထွက်နေပြီးတော့ဝန်ထမ်းကောင်လေးပြောတဲ့နာမည်ကြောင့်ယူပါနောက်တစ်ခေါက်မေးယူရတယ်ဘသူကိုဝနာသစ္စာဟဲ့လားဟုတ်ပါတယ်မမလေးကိုဝနာသစ္စာဆိုတာယူပါဖုန်းဆက်စီနေတဲ့ယူပါနဲ့ဆက်သွယ်ဖြစ်သွားတဲ့ယူပါဆက်ဟောင်းပဲဖြစ်ပါတယ်ယူပါဖုန်းဆက်တာလည်းမကင်မင်းနဲ့အခုမှဘာလို့ရုပ်တရက်ပေါ်လာလဲမသိပျက်စီးသွားတဲ့ပစ္စည်းတွေအတွက်ဒီညကျရင်လာရောက်ပေးမယ်လို့ပြောတယ်ကိုနဲ့တွေ့ရမယ်ဆိုတဲ့တွေ့နဲ့ယူပါပြောနေပြီဖြစ်တာမလို့ဝန်ထမ်းတွေကိုအဲ့လိုလာရင်ငါစီခေါ်ခဲ့ဟုတ်ကဲ့မမလေး
ခုတော့လုံးဆက်ရှိရသွားလို့တော့ဟုတ်ဝန်ထမ်းတွေထွက်သွားတာနဲ့ယူပါကိုဖုန်းထပ်ဆက်လိုက်တယ်။ကုန်းဆက်လိုက်တော့ဝင်သွားတယ်။ဒါမဲ့မိန်းကလေးတန်ဖြစ်ပါတယ်။ဟယ်လိုဘယ်သူလဲမသိဘူးရှင်။ယူပါနုံနုံရင်နဲ့အောင်တက်ဖြစ်သွားတယ်။အကြောင်းကတော့ယူပါနုံနုံဆက်လိုက်တဲ့ဖုန်းကဝနဖုန်းဖြစ်ပေမဲ့မိန်းကလေးလာခိုင်းတာကြောင့်ပါ။အခုကဘယ်သူလဲမသိဘူးနော်။ရှင်းအောင်ဘယ်သူလဲ။ကိုဝနသက်စာဖုန်းကိုဆက်တာပါ။ညီမကသူ့ဇနီးပါ။ဇနီးဆိုတဲ့စကားကြောင့်ယူပါအိတ်ဖုန်းမြင်မြန်ချပြလိုက်တယ်။ဆက်သွယ်ပြတ်တာတော့ချစ်ပေးခဲ့သည်များစောင့်ဆိုင်ခဲ့သည်များအခုတော့အရာအလုံးသေးသေးရည်သွန်းဖြစ်ရတယ်။နောက်ဆုံးတော့လေဇန်ကလေးသူကယူပါပဲဖြစ်နေပြန်ပါပြီ။လိမ်နေညတယ်။လူလိမ်လူညာ။မိတ်ဆွေခေါ်ဆိုသောတယ်လီဖုန်းမှာဆက်သွယ်ရေးမရနိုင်ပါ။တသက်မှာဖုန်းစတိုက်ခေါ်ပေမဲ့ဆက်သွယ်ရေးမရနိုင်ပါကြီးပြောနေရကြောင်းဆရာဝန်စုတီကုန်းနဲ့ဘိုးသွားလိုက်တီသွားလိုက်ဖြစ်နေတယ်။အမဘာလုပ်နေလို့ဖုန်းမကင်တာလဲ။တသက်မှာဆွေးမလျှော့ပဲထောက်ခေါ်ပေမဲ့မိတ်ဆွေခေါ်ဆိုသောတယ်လီဖုန်းလေးကြီးသာညားနေရကြောင်းစိတ်ပူလောင်မှုတွေစတင်လာတယ်။တစ်ဖက်မှာတော့ယူပါနုနုတယောက်အဲ့ကိစ္စကိုရှင်းပြရမှာပေါ့။ဖုန်းခေါ်တိုင်းစတိုက်မကင်တာဟုတ်ပါလေ။ကိုစနေရထင်လဲမှဆိုလို့မကင်တာလား။ယူပါတော်သားတွေထွက်လွန်လို့ပောက်ကွင်းနေပေမဲ့ကိုဝနာသက်စာကတော့အေးဆက်ဆက်ရဲ့တာ။တော်လို့ယူပါနုနုမင်းကိုစောင့်နေပါလို့ကိုပြောခဲ့လို့လား။မင်းကမင်းစောင့်နေရလိ။အဲ့ဒါကိုလည်းမဆောင်ရှင်းလား။ယူပါထိန်းထားတဲ့မြေကြီးကအတားစီမဲ့စွာကြလာတယ်။ယူပါနဲ့လဆောင်ဆိုင်ရခြင်းအတွက်ရလကရင်းပေခံရခြင်းနဲ့လားရှေ့ယူပါတွေ့ကက်နေရလို့ရှင်းထဲလို့လားမိမရရင်ရတဲ့အကြောင်းတော့စာတစ်စောင်လောက်ပို့တင်နေလေအခုကကိုစနီးကြောင်ယူပါစိတ်တွေမနေထိန်လိုက်ရပြီထပ်ပြီးပောက်ကွဲခြင်းပဲမျိုးသိမ့်လိုက်ရတယ်ကိုကတကယ့်ကိုလူလိမ်လူညာတယောက်ပါမမဆိုပြီးခေါ်လာတဲ့တတမဟာကြောင့်ယူပါအားကိုးရှိသွားတယ်လို့တတမဟာယူပါနုနုရဲ့ရုံးခန်းထဲဝင်လာချိန်တွေ့လိုက်ရတဲ့ပန်းဖြူတေးကြောင့်အပြုံးတွေပြောက်ခွဲသွားတယ်။ပန်းဖြူတေးဆိုတာဝနသက်စာရဲ့ဇနီးဖြစ်ပါတယ်။တချင်ကတတမဟာရဲ့ရေးစားဟောင်းတတမဟာမင်းကဘလို့လို့တတမဟာပန်းဖြူတေးရဲ့စကားကိုအကြားတရားယူပါနုနုပခုံးကိုဖတ်ပြီးတော့မမောင်ဖုန်းခေါ်နေရဘာလို့မကင်တာလဲစိတ်ဝင်လိုက်ရတာတတမဟာတီးခေါ်နေရလေယူပါနုနုစကားကိုပြောနေချိန်အနောက်ကမင်းကလေးကခဏခေါ်နေရကြောင်းစက်တက်မိပါတယ်ခဏခေါ်တော့မကြားချင်လို့ထပ်မခေါ်နဲ့ပန်းဖြူတေးမင်းနဲ့သူကဘလို့ပတ်သက်တာလဲတေးမရပြေုံနေယူပါကြံရသွားပြီးဝနသက်စာကိုပြန်လဲလက်စားချီဖို့သူကတို့နဲ့လက်ထက်မဲ့တို့ရဲ့သူတို့သားလီနောက်ဘက်ထဲမှာတို့ရဲ့မင်္ဂလာပွဲရှိတယ်။နေများနေအောင်လုံးဖိတ်ပါရင်နော်။တတမဟာအဲ့ဒါမှန်လား။ဟုတ်တယ်။အမနဲ့လက်ထက်တော့မှာသင်္ကန်းနဲ့လာပြန်ပတ်တဲ့နေ့မင်းယောက်ျားရှိရနဲ့ညာရင်ဖုန်းဆက်နေရရက်လိုက်တော့ကဲတော်ပါတော့မောင်ယူပါတို့သွားရအောင်ယူပါတို့အိတ်ခမ်းနေရထွက်လာတော့ဝနသက်စာနဲ့ဟိုတယောက်ဘလို့ကြံခဲ့လဲမသိတေးကြတော့ယူပါစိတ်တွေမိုးချက်လုံးလို့အကုန်လုံးကိုပောက်ကွင်းလိုက်ခြင်းနဲ့မဖုန်းဆက်တာဘာလို့မကင်တာလဲငါအားလို့မကင်တာတခြားဘာမှမရှိခုနကလက်ထက်မေးဆိုတာတကယ်လားမယူပါအရင်လိုမမိနိုင်သေးဘူးအဲ့တော့ဒေါက်တာယူပါပေါ်မျောလင့်ထားရင်ဒေါက်တာပဲခံစားရမှာတတမယူပါနုံနုရဲ့ဒစိမ့်ဆန်ဆန်ဒေါက်တာလို့ခေါ်တာကိုခံစားနိုင်စွမ်းမရှိဒစိမ့်မဆန်မှလည်းမရဲ့အရင်လိုမိနိုင်တဲ့ဒီစောင့်ပေးမယ်နော်မောင်နဲ့လက်ထပ်မမလားငါ့ကိုနားလည်နိုင်ရင်ဒေါက်တာစိတ်ကြိုက်တာလို့ငါတော့ငါစိတ်ချမ်းသာတယ်လို့ငါနေခြင်းတယ်မစိတ်ချမ်းသာတယ်လို့နေပြီမောင်ကဘာမှမပြောမောင်နဲ့သာလက်ထက်အရာအလုံးမစိတ်တိုင်းကြဖြစ်စေရမယ်ယူပါကောင်ကိုပတ်သက်ပြီးပြောလာတာမလို့ယူပါတို့နှစ်ယောက်ချင်းတွေကလွန်ကျူးကျူးဖြစ်ပြီးသွားပြီမလားလက်ခံလိုက်ရင်လည်းရှုံးမှမရှိယူပါခွင့်ပြုချက်လည်းရအောင်မောင်ကနှစ်ကိုးပြင်ကိုအနှမ်းချွေလာတယ်အိမ်နှမ်းတွေကလည်းနှွေးထွေးနေပါတယ်တတမဟာယူပါကိုတကယ်ပဲနားလည်နိုင်ရဲ့လားယူပါသိကျင်စမ်းပါတယ်ယူပါနဲ့တတမဟာနှစ်ဦးသဘောတူမင်္ဂလာပွဲကြီးကိုကြီးကျယ်ခမ်းခမ်းနားနားကျင်းပပြီးတော့တရားရုံးတက်လက်မှတ်ထိုးလိုက်ကြပါတယ်မင်္ဂလာပွဲရတော့လူတွေကြိတ်တူလို့ပေါ့မင်္ဂလာပွဲပြီးတော့ညရောက်တော့မော်စီယုံမှာရေးပေါ်ဖြစ်တာကြောင့်မောက်လာခေါ်နေလိုက်သွားတယ်12နာရီကျော်ပြီးဖြစ်ပေမဲ့ပြတ်မလာသေးယူပါဟိုဘက်သွားလိုက်ဒီဘက်သွားလိုက်နဲ့စောင့်နေရတယ်ယူပါကိုနားလည်ပြရမယ်လို့ပြောပေမဲ့တကယ်ကျတော့ယူပါပဲနားလည်ပြီးနေရတာယူပါနုနုအဲကန်ထဲမှာရှိတဲ့စူပါပေါ်မှာထိုင်ပြီးစောင့်ရင်းနဲ့အိတ်ချင်လာနေပဲအဲစူပါပေါ်မှာနေအိတ်လိုက်တယ်တတမဟာခွဲခန်းထဲကပြန်ထွက်လာတော့တနားရောင်ကြောကနေဖြစ်လို့ခွဲခန်းထဲဝင်ထားတဲ့အင်ကြီးကိုချွတ်လိုက်တယ်သူနားရဲ့ဆေးနဲ့နေရာဖွင့်ထူနေတော့
အိမ်ပြောင်းမှရီချိုးမယ်ဆိုပြီးကားတော့ယူကမြန်ထွက်လာခဲ့တယ်။တသမဟာချက်ဝင်းနဲ့ရောက်တော့ကားပေါ်တယောက်မှရက်ပြီးအိမ်ထဲဝင်ချင်းဆိုဖာပေါ်မှာညာရဲဝဲခေါင်းဝဖိသားနေအောင်လေးနဲ့အိပ်ပျော်နေတဲ့ဇနီးချိုးလေးအသက်ဆက်ဆက်လေးကိုကြည့်ပြီးတော့ယုံမိသွားတယ်။သူ့ကိုစောင့်နေလိမ့်မယ်လို့မထင်ခဲ့တာကြောင့်ပါ။တသမဟာတက္ကမကြီးကိုပိတ်ပြီးတော့ယူပါနုနုကိုပြေးကြည့်ကဂရေရှိဟာကိုခေါ်လာခဲ့တယ်။ယူပါနှာထိတ်ပြားတဲ့ဈေးနဲ့ရာထောင်းကနေဝင်လာတာမလို့မောင်ပြန်လာပြီးထင်တာနဲ့မျက်လုံးဖွင့်ကြည့်လိုက်တော့ယူပါမုံလက်ပေါ်ရောက်နေတာ။မောင်အိတ်စစ်မှုတို့တန်းနဲ့ခေါ်လာတဲ့ဇနီးချိုးလေးကိုတသမဟာအေးမပြတ်စီလို့တော့မောင်မပြန်အိတ်တော့မမမောင်ကဂရင်ပေါ်ရွှေ့ပေးအောင်မယ်ဘာမှဖြစ်ဘူးပြန်အိတ်မမမောင်စကားတန်ချူချူလေးကြောင့်ယူပါစိတ်အေးလက်အေးထားပြီးပြန်အိတ်လိုက်တယ်မောင်ပြန်ရောက်တာတင်စိတ်အေးရပါပြီတသမဟာကျေးရသူလေးကိုဂရင်ပေါ်အသာချကအိတ်စီပြီးတော့သူတော်ရေချိုးကန်းထဲဝင်စီးနဲ့နေထအောင်တေချာစီချိုးတန်းစင်နေသူမမစီးနဲ့မခံနိုင်မေယူပါနိုးလာတော့မောင်ကမနဲ့စားတော့ပြင်းနေပြီဖြစ်တယ်။နေညမောင်ကိုစောင့်နေရနဲ့အနည်းငယ်အေးပြတ်သွားတယ်။မောင်နီမမမောင်နီမောင်မအတွက်မနဲ့စားပြင်းထားတယ်။ယူပါအတွက်အသီးဆုံးထမင်းကြောထားတာကြောင့်ယူပါလေးထိုင်ကိုမဝင်ထိုင်ပြီးစပွဲပေါ်မှာဖုံးတင်ကသီးဆုံးထမင်းကြောပကံကိုယူကမနဲ့စားလိုက်တယ်။မောင်ကယူပါပြီးမှထိုင်ပြီးတော့ယူပါထမင်းပကံနဲ့ဟင်းကြီးထည့်ပေးလာတယ်။အနည်းညမောင်ကိုဘာလို့စောင့်တာလဲမမရဲ့အိတ်ချင်အိတ်နေလိုက်တာမဟုတ်ဘူး။မောင်ကလေးလေးအေးအေးတွေပြက်နေတော့မှာပဲ။ယူပါကောင်းကိုပတ်သက်ပြီးကလေးတယောက်လိုပြောတာတော့မို့ယူပါကိုကလေးလိုဆက်ဆံရင်ယူပါမကြိုက်ပါဘူး။ယူပါကလေးမဟုတ်ဘူးမောင်။ကလေးလိုဆက်ဆံနေ။မောင်ကတတမ်းဖာစကားမဆုံးခင်ယူပါနုနုရဲ့ဖုန်းကိုလာတော့ကြည့်လိုက်တော့ကိုကိုဆိုတဲ့ကွန်တက်နေပါ။ယူပါဖုန်းကိုကြည့်ပြီးမျက်နှာပြတ်သွားတဲ့တတမ်းဖာမျက်နှာလွှဲထားတာမို့ယူပါထမင်းစားရင်တန်းလိုက်နဲ့မောင်ယူပါကိုဖုန်းချပြီးတော့ဘလော့ပေးပါဦးဆိုပြီးလုံနေတဲ့တသားမအောင်ယူပါစိတ်မရှိအတိတ်မှာဘသူ့ကိုပဲချစ်ခဲ့အခုလက်ရှိရတသားမဟာယူပါခင်မဖြစ်တဲ့အတွက်စိတ်လုံခြုံမှုပြေဝပေးခြင်းနဲ့ဘလော့ပေးလို့ပြောတာမောင်ရဲ့အတိတ်ကမကောင်းတဲ့ຢာတွေကိုအနာဂတ်တွေမြူသွားစေနောက်တစ်ခုမောင်သိဖို့ကယူပါသူနဲ့မပတ်သက်တော့ဘူးဆိုတာပဲမောင်ဘာမှဖြစ်ပါဘူးမင်းသာအဆင်ပြေရပြီမောင်ကပဲမောင်ကိုချစ်တယ်လို့မပါလို့မောင်ကဒီတိုင်းကြည့်နေပါယူပါရင်နဲ့နေငနေဖြစ်သွားတယ်ယူပါမှလည်းသူ့ဘောခန်းစားချက်နည်းနည်းတော့ရှိပါတယ်အဲ့ဒီစကားကြောင့်ယူပါစားနေရဲ့တီးစုံထမင်းကိုအောင်မစားနိုင်စပွဲရထပြီးမောင်လက်တရားဖုန်းကိုယူလိုက်တယ်အဲ့ဒါဆိုလဲကြည့်နေမောင်သူ့ကိုပြောဆိုဆိုနဲ့အခန်းစီကိုသွားခဲ့တဲ့ခြေရသူလေးရဲ့ကြောပြင်ကိုတသက်မဟာငေးကြည့်ရုံကနေပြီးတော့ဒီချေရှာဝမအရင်လိုပဲပွေရှုံမှလားဆိုတာသူကိုယ်တိုင်ရင်တထိတ်ထိတ်နေပါတသက်မှာယူပါနုနုစားမကုန်နဲ့ထမင်းပကံကိုတင်လိုက်တယ်ရှင်နေတော့မကောင်းကျလုံးလုံးလက်ထက်လိုက်ပေမဲ့သူ့စီမှာယူပါနုနုမပြောမှတော့တသက်မှာအရင်ကြောက်ပါတယ်တစ်ဖက်မှာလည်းမင်းပြောပန်းဖြူတယ်မင်းနဲ့အိတ်ကောင်ကပါလဲဘနာသက်စာမေးတော့သူ့ကိုအလီမထားစွာပြောလာတဲ့ပန်းဖြူကလက်သိန်းကြီးဆိုရင်ရီးစားဟောင်းလေဘာဖြစ်လို့လဲမကြည့်နဲ့လို့လားမကြည့်နဲ့ကွာရှင်းလို့ရရင်တော့ကိုနာသက်စာဘနာသက်စာမကြည့်နဲ့စွာလက်သိန်းကြီးကိုကျမ်းမြမုံပြန့်နေအောင်လို့အားပပနဲ့ပြစ်စားလိုက်တယ်သူကိုယ်တိုင်တော့ရီးစားဟောင်းနဲ့ဆက်သွယ်မလုပ်ပဲပန်းဖြူတေကိုစိတ်လုံခြုံမှုပေးခဲ့ပေမဲ့သူမတော့ရီးစားဟောင်းစီပြန်ပါချင်နေတရားမင်းအဲ့ကောင်နဲ့မဆက်သွယ်နဲ့ပန်းဖြူတေအခုချိန်မှာမိရဲ့ခင်မောငါပဲတီးရဲ့ခင်မောဟုတ်လားကိုဝနာသစ္စာရီချပြီးတော့သူ့ကိုခနဲ့တလို့ပြောလာတဲ့ပန်းဖြူတေကိုဝနာသစ္စာနားမလည်နိုင်တော့သူ့ဝန်ခံနေပန်းဖြူတေကိုချစ်မိပြီးမရမကသူနဲ့လက်ထက်တယ်ဆိုတာပေါ့ကိုမင်းကိုချစ်လုံးလုံးလေအဲ့ဒါကြောင့်မရမကလက်ထက်တာမှားနေလားပန်းဖြူတေတေးရင်နာလုံးလို့အချိန်ကြီးတော့နောက်ပြန်လှည့်လိုက်ခြင်းနဲ့အဲ့အချိန်တော့တသက်မဟာနဲ့လက်ထက်ဖို့တည်ရွယ်ထားပြီးသားပဲမလားမိဘကျန်အောင်စကားပြောပြီးလို့ဖိတ်စာရီတော့အိမ်မှာရောက်နေပြီ။မောင်နဲ့တေးဝေးရတာရှင့်ကြောင်နေ။ဘာရှင်ရှောင်တတ်တာမသိတဲ့ရှင့်ကြောင်တသက်မဟာနဲ့တေးအခုလိုဝေးရတာ။အဲ့ဒါရှင့်သိလား။ရဲရီပူပူပေါက်ကြပြီးသူ့ကိုလက်ညှိုးတူပြောလာတဲ့ပန်းဖြူတရဲ့ယူကြုံမြစွာပြောနေတဲ့စကားတွေမှာဝနာသစ္စာချီတာမခိုင်းတော့အချစ်တွေထစ်တူမကြတော့အလောက်ထိပူလောင်ရတယ်။မောင်နဲ့မနီယာကမင်္ဂလာပွဲတော်ဝတ်ထားတဲ့တိုက်ပုံအင်ကြီးတွေခြောက်နေပြီမို့နေ့လည်နေခင်အားနေရနဲ့မောင်ရဲ့ဗီဒီယိုလေးထည့်ဖို့ဗီဒီယိုတကားကိုအားမပါတော့ဆွဲဖွင့်လို့ရတဲ့ဆုံးအားပပနဲ့ဆွဲဖွင့်လိုက်တဲ့အခါမှာ
ဗီဒီယိုပွင့်တာနဲ့တလန်းလန်းနဲ့ကြာလာတဲ့ခဲအောင်ဖိတ်စာအထက်လိုက်တွေပါယူပါတိကျန်စောနဲ့မောင်းတိုက်ပေါ်ကြီးကိုမြန်ထည့်ပြီးအဲငွေအောင်ဖိတ်စာလေးကိုဖွင့်ကြည့်တော့စလုံးလှလှလေးနဲ့ထူထားတဲ့မုံနဲ့တခြားမင်းကလေးတယောက်ရဲ့နမိတ်မုံတက်တော့မဟာနဲ့လက်ပန်းဖြူတီတို့ရဲ့မင်္ဂလာအေးခံပွဲဆိုတဲ့ဖိတ်စာပါရဆွေရတော့9နှစ်လောက်ရှိပြီဆိုပေမဲ့မုံကအဲ့ဖိတ်စာတွေကိုတင်ထားစမြဲမောင်အတွက်ရေးပါရသူပဲဖြစ်ရမယ်အိစာမျက်နှာနဲ့ဝဲဘက်ရင်ကပောက်ကွဲမတက်နာခြင်းရတယ်ဖိတ်စာကင်ထားတဲ့လက်ကလည်းမခိုင်တော့မျက်ရည်ရလည်းတားဆီးမဲ့စွာပါးပြတက်ကိုစီးကြလာတယ်ဒီရက်ပိုင်းတွင်မောင်ကိုချစ်လို့ချမမသိချစ်မိသွားတဲ့ထမရင်မောင်တို့ရဲ့အရင်ဖိတ်စာကိုကြည့်ရင်ရှူပါရင်နာနာနဲ့ပြန်ပိတ်ပြီးတော့မောင်ထားတဲ့နေရာကိုစီပြန်စီပြီးထည့်ထားလိုက်တယ်အဲဖိတ်စာထည့်ထားတဲ့အကန့်ကလည်းမောင်နဲ့အဲ့မင်းကလေးရိုက်ထားတဲ့ပုံလေးကိုလည်းရှူပါတွေ့လိုက်တယ်မောင်ကအဲ့ပုံလေးထဲမှာပြုံးနေလိုက်တာဆိုတာရှူပါတော်တဝင်းတော်ပါတယ်ရှူပါကမောင်ကချစ်ရလားအစားထိုးရုံတက်တက်ပဲလားအတွေးတွေချက်ချတယ်လို့ဘာဦးမှလည်းမစင်စားနိုင်တော့မောင်ရဲ့ရီးစားဟောင်းဟာရှူပါရီးစားဟောင်းရဲ့မိန်းမဖြစ်နေရလေတိုက်ဆိုင်မှုကသိတာရမလားဘာရီဆက်ဖြစ်မှာပါလဲအတွေးတွေလိုလေမုန်းချက်လာလေးဖြစ်တာနဲ့အခန်းပြင်ထွက်နေလိုက်တယ်၄နိုင်ခွဲတော့မောင်ဝစီးရွာပြန်လာနေအဝတ်လဲမယ်ဆိုပြီးတော့အခန်းထဲဝင်သွားခဲ့တယ်ရှူပါနုံနုံမောင်ရဲ့ကျေလာတဲ့ခက်အောတန်နဲ့နမပြေဆုံးခုံမှုကြောင့်ရှူပါလန့်သွားတယ်မောင်ဝနီလီယာရှူပါကိုင်းတဲ့ဖိတ်စာကိုကိုင်းပြီးယူမစီကိုခြေလန်းကျဲရည်နဲ့ရှောက်လာတယ်ခမတာဘာလုပ်တာလဲဒီဖိတ်စာကိုကျုပ်ခွင့်ပြချက်မရှိဘာလုပ်ကိုင်းတာလဲအဲ့ဒါမောင်မောင်တယောက်မှန်ပေါ်လီမောင်ကယူပါကိုတကယ်မချစ်ခဲ့ဘူးပဲယူပါလည်းဟန်ဆောင်ပန်းဆောင်နဲ့ရင်နနာနဲ့ငိုချင်းစိတ်ကိုထိန်ပြောလိုက်တယ်ဒီအိမ်မှာရှိသမျှငါကိုင်လို့မရအောင်လားတတ်တာမဟာကျန်တာမှန်သမျှထိပိုင်ဝင်ကိုင်ပိုင်ဝင်ရှိပေမဲ့ဒီဖိတ်စာတော့မရဘူးယူပါနုံနုံပြောတော့ချက်တယ်လားဘာမှလည်းထပ်ပြီးမမေးချင်တော့ပါဘူးမောင်ယူပါကိုချစ်ချင်မချစ်ချင်ယူပါတော့အိမ်တော်ကြီးပြိုပွဲမခံနိုင်အဲ့ဒါဆိုလည်းပြီးရောလက်ထပ်ပြီးတော့တရက်တောင်မပြည့်သေးဘူးတရုတ်မှန်ကပေါ်လာတာပဲတတ်တာမဟာလက်ထပ်တယ်ဆိုတာအခုတက်တက်ပေးလေဘာတွေထက်မျောလင့်နေရလဲခမမိဘတော်ခမကိုမချစ်ပဲတကွဲတပြားဖြစ်နေအောင်ကျုပ်စီကဘာတွေထပ်ပြီးမျောလင့်နေသေးရလဲဘာတွေမျောလင့်နေလဲဆိုတော့မောင်စီကယူပါမရခဲ့တဲ့နှွေးထွေးမှုတွေကိုပဲထပ်ပြီးတော့မျောလင့်မိတာယူပါအမှမပါဘူးလို့ထင်တာပါပဲဒါမဲ့ယူပါမောင်ပေါ်မျောလင့်မိတာမှားသွားပါပြီယူပါဘယ်တော့မှထုတ်ပြောမှာမဟုတ်ပါဘူးယူပါမှာတိတ်ခါရရှိသေးတယ်တသက်မှာအမေတော်ယူပါနုံနုံကသူ့ကိုထင်သေးရဲ့မျက်လုံးတွေနဲ့ကြည်လာတယ်မောင်လိုဖက်မီဒေါက်တာစစ်နေလူစီဟာဘာလို့မျောလင့်ရမှာလဲဘာလို့မျောလင့်စီစင်တာလဲမောင်တီးဘောကငါမျက်လုံးနဲ့မောင်ကစက်ပါတနာဆင့်ထက်မပုံမောင်ကလည်းထက်ခဲ့တာအချက်မပါခဲ့ဘူးဆိုတာသိထားယူပါစကားဆုံးမောင်ကယူပါရှိကိုဒေါသမျက်လုံးနဲ့တိုးလာပြီးတော့ယူပါပါနှစ်ဖက်ကိုမောင်လက်တစ်ဖက်ထဲနဲ့အားပပါဖြစ်ညက်ကကျုပ်ကဟောခမရလိုပွေရှုပ်နေတဲ့မိန်းမကိုစစ်တယ်ထင်လို့လားတစ်စက်လေးမှမချစ်ဘူးယူပါနုံနုံမင်းလိုမိန်းမညငှက်လောက်တော့စင့်တမ်းမရှိရင်မိန်းမယူပါမျက်ရည်ချမိရဲ့ညငှက်တယ်လားမောင်စကားရီအားလွန်လာလားယူပါကိုရရပဲမခံစားနိုင်တာလားရင်ဘတ်တစ်ခုလုံးပူလောင်သွားတယ်အဲ့စင့်တမ်းမရှိရဲ့မိန်းမကိုယူထားတဲ့မောင်လေးပဲအတူတူပဲလေယူပါနဲ့မောင်ရန်ညိုးရှိခဲ့ဘူးလို့လားဒါမှမဟုတ်ယူပါရီဆောင်ရဲ့စနေကပန်းဖြူတေးဖြစ်နေလို့လားယူပါစကားကြောင့်ဒေါသထွက်ဟန်ပူတူတဲ့မောင်ကယူပါကိုစောင့်တွန်းလာတယ်မင်းထင်တယ်လို့ထင်မင်းအုံနောက်ရှေ့စဉ်းစားလေအဲ့ကိစ္စလေးနဲ့ကျုပ်ကအဲ့ကိစ္စလောက်နဲ့ဒီလိုလုပ်ပါမလားယူပါဘာမှမပြောမိတော့ပါဘာကိစ္စဆိုတာလဲယူပါမသိနေချင်းညချင်းပြောင်းလဲသွားတဲ့မောင်ပုံစံကအရန်ကိုကြောက်ဖို့ကောင်းပါတယ်ယူပါပြန်လာတော့7 နာရီကျော်ပြီဖြစ်ပါတယ်မောင်ကကျန်ထဲမှာရှိတဲ့ထိုင်ကောင်မှာထိုင်ပြီးတော့ယူပါအိမ်ထဲဝင်လာနေမောင်ကဘာနောက်ကနေလိုက်ဝင်လာပြီးတော့ဒီချိန်ကမိန်းကလေးတယောက်အိမ်ပြန်မဲ့ချိန်လိုက်ယူပါနုံနုံယူပါမကြားချင်အောင်စားပြီးကြည်လန်းနေဆက်လန်းလိုက်တော့ယူပါလက်ကဝိတ်ကနေကြံပရန်ဆွဲကန်ပြီးယူပါမျက်နှာချင်းဆိုင်ပြအောင်လှည့်စီပြီးတော့တိန်လုံးဟင်းထွက်အောင်អော်လာပါတယ်ကျုံမင်းနေလေတတမဟာတာဒေါသထွက်နေပေမဲ့ယူပါနုံနုံကတော့သူ့ဟာသူအေးစီဆက်ကြည့်လာပြီးတော့ဘာလဲစိတ်ပူလို့လားမောင်ဒီချိန်မှပြန်လာတော့စိတ်ပူနေရတယ်ယူပါအမေမောင်ဖြီကယူပါကိုပြူလေးအောင်လုံးနိုင်စွမ်းရှိပါတယ်ကျုပ်လူကခမရောက်ကျုပ်လူဟာလားခမရောက်စိတ်ပူသွားမှလေဒါဆိုဘာလို့လာမင်းနေသေးရလဲမိန်းမကောင်းတယောက်အိမ်ပြန်လာတဲ့ချိန်မဟုတ်လို့ပေါ့ကွာဒီလောက်ညနေတည်းဒီဘာလုပ်နေလို့အိမ်ကိုပြန်မလာလေယူပါအောင်ညာငတ်လို့ဆွဆွေးပူတဲ့မောင်မေကိုပြန်လဲကြည့်ပါဖို့
ရှုပါအတန်ကိုမနေထင်းလိုက်ရတယ်။မောင်တလောက်ထိချက်သွားလိုက်မယ်လို့ဘယ်သူကထင်နေမှလဲ။မိမကောင်းရှုပါမိမကောင်းမဟုတ်ဘူးဆိုတော့မောင်လေးသိပဲလေ။ညငှက်ဆိုမှတော့ညမှပြောရတာလေ။ခုတော့မုံမလင်းခင်ပြန်လာတာကန့်ကောင်းနေမယ်။အဲ့ဒါမောင်ရဲ့ဆရာဝန်သိက္ခာညှို့နှံသွားမှဆိုလို့သိတာ။သူ့စကားကိုပြန်လဲချေပါလာတဲ့ရှုပါနုနုရဲ့ပုံစံတကယ်ကိုညငှက်တဲ့ပွင့်။ဘာစကားမှထွက်မလာတော့တဲ့မောင်ကိုစစ်စစ်ကြည့်နေရှုပါကိုကြည့်လာတဲ့မောင်ကြီးကိုရှောင်လွှဲပြီးမောင်ကိုကြောခိုင်းလိုက်ပါတယ်။ခုနိုင်မောင်စောစောလေးအိမ်ကိုကျမ်းမာရေးထိကလိုက်ခုနိုင်ပြောပြရတဲ့ယူပါခန်းနေသွားဖို့ခြေလန်းလန်းနေတော့ကြောင်လင်းဒီကတဲ့နာမရောက်ခင်အနောက်ကလျှက်ပြင်းပွေလာတဲ့မောင်ကြောင်ယူပါလန်းဖြန့်သွားပြီးမောင်လေတိုင်းကိုတိုင်းဖက်မိပါတယ်။မောင်တော့ဒေါသထွက်နေလို့ထင်ပါရဲ့မျက်နှာတင်းမာလျက်အောက်ထပြီးတက်တော့မဟာပါဇက်ပိတ်ပြီးလိုက်ခဲ့ပါစကားမှထပ်မပြောနဲ့ပြောတော့ညာငှက်လောက်တော့စိတ်မရှိဘူးဆိုတူဘာလို့လာထိနေရလဲဟမ်ယူပါအောက်ထပြီးဘေးကနေအောက်ချပြီးကြည်ပြောနေရကြောင်းဓာတ်တော်မှာအော်မိပါတယ်။ဒီလောက်ထိဆက်ဆက်ခါနေတာဂရင်ပေါ်ရောက်မှတွေ့ုံမေ။မင်းကိုပါဇက်ပိတ်ထားလို့ကျုပ်ပြောနေရလေ။ Family Doctor စစ်နေများ။ငါ့ကိုဘလို့တော့ထိရလဲဓာတ်တော်မှာ။ငါ့အောက်ချပြီးစမ်း။ယူပါစကားမကြားသလိုနဲ့အိတ်ခမ်းထဲထိခေါ်လာတော့မို့ယူပါလန့်မိပါတယ်။အဲနောက်ဂရင်ရှေးရောက်တာနဲ့ယူပါကိုဂရင်ပေါ်အားနေပြစ်ချပြီးချုပ်လိုက်။မင်းအင်ကြီးငါလူတယ်။လူတယ်တဲ့လောက်တမိုးမဲ့သူလိုယူပါကိုဆက်ဆံနေရပါပဲ။ယူပါဘာမှမပြောမိတော့ပါဘူး။သူစိတ်တိုင်းကြတာယူပါကိုပြုတ်မှုနေပါတယ်။မျက်နှာဘာဖြစ်တာလဲ။တခြားကမဟုတ်လို့လား။လူချင်းအားသာယူစမ်းပါအဖို့စကားမပြောနဲ့။နင်ငါ့ကိုပြစ်ဒစားလို့ပဲသဘောထားရမှာလား။ဒေါသမဟာဒေါသထွက်လို့ယူပါနုနုရဲ့လေတိုင်းကိုစတင်နှိုင်းဆိုင်လိုက်တယ်။သူ့မလောက်ပါနဲ့လို့ပါဇက်ကသာထုံမပြောပေမဲ့အတန်တိတ်မျက်ရည်ကျနေပါတယ်။မငိုစမ်းနဲ့ငါမင်းကိုကြမ်းကြမ်းတက်တက်ဆက်ဆံနေလို့လား။ဘာမှတော့မလုပ်ပါသေးဘူး။ယူပါပါးရီကိုကြမ်းမရန်ဖြစ်နေပြီးအကြီးချင်းစုံစီကပြောလာပေမဲ့ယူပါအကြည့်လွဲမိတယ်။မောင်ကြည့်ရဲဆိုရင်တဲပေါမတန်နာခြင်းရပါတယ်။ငါ့ကိုဘာလို့ကြမ်းကြမ်းတက်တက်ဒီလိုမျိုးဆက်ဆံလဲငါမသိ။ပြီးတော့ငါကိုယ်တိုင်ဘာမှလုပ်မိလဲဆိုတာလည်းငါမသိဘူးတက်တာမဟာ။ဘာမှလုပ်မိလဲဟဲ့လား။မင်းဖေလေငါညမကိုကားနဲ့တိုက်တက်တာယူပါနုနု။မင်းဖေကြောင့်ငါညမတေးရတာမင်းသိလားဟမ်။လက်စားချီတာပဲပေါ့။ဒယ်ဒီချင်းချင်းမြတ်တာရောမရရကြနေဒယ်လှုပ်တဲ့ဖြစ်တွေကိုယူပါပါခံနေရတာ။တော်တော်လေးတရားကြဖို့တော့ကောင်းပါရီ။ဒါဆိုလက်စားစီရလား။ဘလို့ဖြစ်စီကျင်တာလဲ။ငါ့ကိုကားနဲ့တိုက်သက်ချင်တာလား။ဟမ်။ဒါတော့မဟာယူပါနုနုရဲ့နှုတ်ကထွက်လာတဲ့စကားတွေကိုဘာကြောင့်မှမသိကြားနိုင်စွာမရှိပါဘူး။သူမလေးတဲ့တိုင်းကိုဖြင်းညစ်ထားတဲ့သူ့လက်တွေကိုဖဲပြီးတော့မုန်းလိုက်တာ။မင်းကိုငါမုန်းတယ်။ငါကိုတဲ့ကိုခွဲသွားတယ်မင်းကိုလည်းငါမုန်းတယ်။ငါညမကိုတိုက်သက်သွားတယ်မင်းဖေကိုလည်းငါမုန်းတယ်။မင်းကိုမုန်းတဲ့လောက်သိလောက်ချစ်မိနေတဲ့ကိုပို့မုန်းတယ်။အဲ့ဒီစကားကိုစိတ်တရားနဲ့ယူပါနုနုမကြောက်အောင်ပြောလိုက်တယ်။ယူပါတွေးတွေကြကြလေးရမ်းသွားတယ်။အကူရဲလား။ယူပါကိုပြောစမ်းမအောင်။ယူပါအသေးခွဲပြောရအောင်။ယူပါဘွားတွေဝင်လာပါလို့ဘသူ့မှမဖိတ်ခေါ်ဘူးတက်တာမဟာ။မင်းရဲ့တယူတဲ့စိတ်ကြီးကိုဘာလို့တယူတဲ့လဲ။မင်းစိတ်ကြောင့်ငါ့ကိုအရက်သမားလုံးလုံးဖြစ်ပြီးတိတ်သွားတာ။မင်းဘာပြောမလဲ။အညိုးတွေနဲ့ပြောလိုက်ပေမဲ့ယူပါဘာမှမပြောချင်တော့ပါဘူး။ယူပါချင်းမိရဲ့လူကြတော့လေယူပါကိုလက်စားချေချင်နေသူရဲ့လားယူပါဘကပဲထယောက်ဓမ္မဖြစ်ခဲ့တာပေါ့ဒါဆိုပြောခဲ့တဲ့နာပေါ့ယူပါနဲ့ဒယ်ဒီအမကိုမယူခင်တည်းကပြောပြခဲ့တဲ့နာမလားအခုမှပြောပြတော့ယူပါဘယ်လိုလုပ်ရမလဲဖြစ်စေချင်လို့ဖြစ်ခဲ့တာမဟုတ်တာငိုပြောနေတဲ့ယူပါနုနုရဲ့ပုံစံလေးဟာတနာစရာကောင်းတာမို့တတ်တော့မှမကြည့်ရတဲ့ဆုံးဘရင်ပေါက်စီသာလာခဲ့ပြီးတော့ secret လေးကိုယူတော့နေလိုက်တယ်ယူပါကလေးယောက်ကပြန်ကျင်းနေတဲ့ယူပါအင်ကြီးကကောက်ဝဲပြီးတော့အိတ်ခမ်းနေရထွက်လာလိုက်တယ်။မောင်ကအညိုးကြည့်လိုက်တာခုချိန်မှာဘသူ့ကိုရင်ဖွင့်လို့ရင်ဖွင့်ရမှလည်းမသိတယ်လို့အပေါင်းအသင်းမရှိတဲ့ယူပါအတွက်တော့တိတ်ပြီးတော့မွန်းဆက်လုံးပါရီ။ယူပါနုနုခန်းပြင်ထွက်သွားမှပဲတတမဟာသူ့အိယာပေါ်လဲချပြီးတော့ဆက်အိတ်လိုက်ပါရီ။ကောင်းရှုပ်စရာတခုတော့သူမတွေးချင်တော့ပါဘူး။တယောက်ကတော့အိတ်နေပေမဲ့တယောက်ကတော့အမောင်ကျကျခန်းထဲမှာအလဲလဲပြူပြူပါ။ယူပါထမင်းစားကနေပြူပဲပြူနေရကြောင်းထမင်းဆက်မစားပဲဟင်းတွေကိုလည်းအုပ်ဆောင်နဲ့အုပ်လိုက်တယ်။ယူပါစိတ်တင်နေတာမဖြစ်ဖို့ဆူတောင်းနေမိပါတယ်။ပစိတ်ထဲမှာအသင်းထည့်ထားတဲ့စီးစစ်တံကိုယူပြီးရေချိုးကန်နဲ့ဝင်ကစစ်ကြည့်တော့အနီအောင်စင်းကြောင်းနှစ်ကြောင်းကထဲနေပါတယ်။ယူပါဘိုက်ကိုယူပါဖို့တက်ပြီးတော့ထပ်မံကုန်မိပါတယ်။တခုခုဆိုငိုရာလွဲပြီးအာကူအမိတ်သူမရှိတာကြောင့်ကိုနှစ်တရတယ်။မမီဘိုက်တရားကလေးလေးကျူဆိုပါတယ်နော်။မမီကကလေးလေးကိုလာပပလေးပြုစုပြောထောင်ပေးမှာပါကွယ်။မကောင်းတဲ့သူတွေနဲ့ဝေးတဲ့နေရာမှာမမီတို့သားမီးနှစ်ယောက်ပဲအတူတူသွားနေကြရအောင်ယူပါနုနုယူပါအော်ဂရဲတန်ကမောင်းတန်တာဖြစ်ပါတယ်
ဒီလိုအော်ခေါ်တတ်တာမောင်ကလွဲလို့ဘယ်သူမှမရှိယူပါရေချိုးကန်တကာဖွင့်ဖွင့်ချင်းတတမဟာရေချိုးကန်တကာဖွင့်မလို့ထမရင်မျက်လုံးထဲမှာလည်းဒေါသရည်တွေနေတတမဟာယူပါနုံကိုမြင်တာနဲ့ရေချိုးကန်နဲ့ဝေးဝါးကြည့်ပြီးဒီထဲမှာဘာလုပ်နေရလဲဟမ်ယူပါဆေးဆက်တောင်ကြက်ကြက်ပေါင်စုပ်ကိုင်းပြီးတော့လက်နောက်ပြက်ကလက်ထဲဖွက်ထားလိုက်တယ်ရေချိုးကန်နဲ့ဝင်ပြီးဘာလုပ်တရားစားတတော်ဦးတင်နေအောင်ပါလားမင်းမရွက်နဲ့ယူပါနုံဘာမှရွက်နေလို့လဲနောက်တစ်ခါယူပါအခန်းနဲ့ခွင့်ပြုချက်မရှိဘဲနဲ့မဝင်နဲ့မကြိုက်ဘူးလက်ထဲမှာပါလဲဆိုတာစိတ်ဝင်စားနေတဲ့တတမဟာယူပါနုံတကူလုံးစိတ်စိတ်ကြည့်ပြီးတော့မိကွန်းထုတ်ပါတယ်လက်ထဲကပါလေယူပါကိုမလုံးမလေးဖြစ်ရတယ်ပိုက်တီကတော့မထွက်သေးတဲ့ကလေးကိုမုန်းနေမှမျိုးလဲမလိုလားပါဘူးဘာမှမဟုတ်ပါဘူးဘာမှမဝင်ဘာလို့ဖွက်နေလဲပြဆန်းဆိုတာကြောင့်ယူပါအခုညံများနိုင်တာဆိုလို့တခုပဲရှိတယ်မောင်းလေတိုင်းကိုစီးစစ်တံမကိုင်းထားတဲ့လက်နဲ့ပုတ်တက်ရင်းနဲ့အရှက်တန်းပြုံးမိပါတယ်မောင်ယုံဖို့သာအတိကတကူကြီးအားသာဖြစ်နေရလေအဲ့ဒါတော့မောင်သိရဲ့ဟုတ်သူ့လေတိုင်းကိုပုတ်တက်ပြီးခြေပြားထောက်ကနှကန်းကိုနမ်းလာတဲ့ယူပါနုံရဲ့ပြုမှုကြောင့်တတမဟာစိတ်တရားရမန်စိုးတွေကြွပြီးယူပါနုံခါကိုပြန်လေးဖက်ကနှစ်ယောက်လုံးအနှမ်းချင်းဖလှယ်နဲ့ဂရင်စီကိုရောက်ရှိလာပါတယ်ယူပါနုံဂရင်ကိုရောက်တဲ့အခါနန်းနေနေမွေရအောင်မှစီးစစ်တံကိုဖွက်လိုက်တယ်အဲနောက်တတမဟာနိုင်ရင်နဲ့တွန်းထုတ်ကတော်လောက်ပြီပေါ့တော့ချင်တာလေစတော့မင်းလာစားတာမဟုတ်လားခုမှတော့ချင်မနေနဲ့တတမဟာညင်နေတတမဟာသူမလေးကိုကြမ်းပြတဲ့နန်းရှာပြီးတော့သူမလေးရဲ့ခန္ဓာကိုယ်မှာဝိတ္တိမကောင်ဆွဲချလိုက်ပါတယ်အိမ်နောက်အင်ကြီးကိုကြရောက်ကိုပြစ်ချလိုက်တယ်ယူပါနုံကတော့မျက်ရည်ဝဲသားနဲ့ဟန်ထားနေပါတယ်မတားနဲ့မင်းကငါ့ဇနီးတော့ငါမှမင်းကိုလုတ်ပိုင်ခွင့်ပြေးသွားရှိငါ့ဇနာမပါပဲလုပ်ရင်ပုံမှန်385နဲ့တရားဆွဲပြီးမင်းကိုထောင်ချပြမှာနော်လုပ်လေလုပ်လိုက်မင်းနဲ့မင်းဖေကိုလည်းလူတက်မှုနဲ့တသက်တချုံထောင်ချအောင်လုပ်ပြလို့ရတယ်တဲသားမဟာဆိုတဲ့ကောင်ပုံမှန်ကြောင့်နေလာပြီးပြောပြမယ်မင်းတဲ့အဲ့ပုံမှန်တွေတခုမကြမ်းသိရှင်းလားတဲသားမဟာနားကြီးဂရင်ပေါ်ရောက်ရင်ငါ့ကိုတရဲတန်လွှဲပြီးဘာမှမကြားချင်ဘူးတဲသားမဟာပြောဆူနဲ့ယူပါနုံကိုလဲရှာလိုက်ပါတယ်ငိုလေစက်ကိုမင်းမျက်ရည်ကြတာမြင်ရလေငါခံစားချက်တွေကောင်းနေတဲသားမဟာကြမ်းတမ်းစွာနဲ့သူမနှကန်းလေးကိုဆူယူလိုက်တယ်အဲနေညတော့သူတို့နှစ်ဦးရဲ့ညတာရှေးရပါအောင်မေတားစီတောက်လိုက်တော်ကြငါနဲ့ရတဲ့ကလေးတွေထွက်လာအောင်မင်းနဲ့ရတဲ့ကလေးငါမလို့ချင်ဘူးယူပါနုံတားစီကပြစ်ပေးပြီးတော့တောက်ဖို့ပြောနေရမလို့ယူပါလဲအဲ့တားစီကက်ကိုယူလိုက်ပါတယ်ရှင်နေတော့မကောင်းပါဘူးမမီကလေးလေးကိုကျူးဆိုတာမမီကလွှဲပြီးတော့ဘယ်သူမှမရှိဘူးပဲတောက်ရင်ရပြီမလားငါခန်းထဲကနေထွက်သွားတော့တတမဟာတော့မသွားသေးပဲယူပါနုံရဲ့လက်ထဲတားစီကက်ကိုပြန်ဆွဲယူပြီးတော့ဆေးလုံးကိုဖောက်ကစပွဲကုံပေါ်ရှိရေးထည့်ထားတဲ့ခွန်းနဲ့ယူပါနုံကိုစေးကမ်းပြီးကကြောက်ရှိမှတော့ထားခဲ့လိုက်ပြီးမှတောင်းမယ်ပြီးတော့မောင်ရဲ့ညီမတည်တဲ့ကိစ္စနဲ့မောင်ရဲ့ကိုတည်တဲ့ကိစ္စကိုဘယ်လိုလုပ်မှကြည့်ပေးမှာလဲတည်တဲ့သူကိုအသက်ပြန်ရှင်တာကိုလုပ်နိုင်လို့လားမဖြစ်နိုင်တာမပြောနဲ့တည်တဲ့လူကတည်သွားပြီလေတမန်လောက်တာမဟုတ်ဘူးလို့လည်းပြောပြီးသွားပြီမလားတော်စမ်းမှာမင်းမမဆုံးရှုံးဘူးလားမင်းကဘယ်လိုလုပ်ကိုစင်းစာတက်မှာလဲပန်းဖြူတင်တဲ့ဝနာသက်စာတို့ကွာရှင်းလိုက်ကြပြီတက်တော့မှာငါနဲ့ကွာရှင်းလိုက်ပါလားဟုတ်လေနင်တို့နှစ်ယောက်ကအစတည်းအဆင်ပြေပြီးသားလေဝနာသက်စာကိုမပြတ်သားနိုင်သေးလို့ကျုပ်ကိုလက်ထပ်ခိုင်းနေရလားထင်တယ်လို့ထင်လို့ရရင်တော့လက်စားချေခြင်းနဲ့ကျင်းတဲ့လောက်တဲ့ဒီလက်စားချေလိုက်ပြီးရင်ကွာရှင်းကြတာပေါ့မကောင်းလားဒဲလောက်ခဲ့တဲ့အဖြစ်ကိုလည်းငါပဲခံပြီးမယ်စကားလမ်းကြောင်းမလွင်နဲ့တားစီကိုသာတောက်လိုက်စမ်းပါမလူလားအတဲ့ပြဿနာတွေဖြစ်မအောင်မလို့ခြင်းထွက်လာတဲ့စကားတခွန်းစီတိုင်းကရှင်ထဲကိုနှစ်နေတာပါပဲယူပါငင်းချင်မဲ့ခလေးရှိလို့မတောက်ဘူးဆိုပြီးညင်းလိုက်ရင်လေတိမှဆိုရတယ်ဆရာဝန်ဒီလိုပဲစင်နာတရားကင်းမိတာလားတတ်တော့မဟာဆရာဝန်ဆိုရင်မောင်ရဲ့ကုံပုတ်ကိုညှိုးနှွမ်းစီမှာဆိုလို့ယူပါအိမ်ကိုစောပြန်လာဒါမဲ့မောင်အောင်အဲစီဆိုတဲ့ရှာကိုမတိတဲ့ဆရာဝန်မတွေနဲ့ပြုံးပြနေရတာစောင်းနေမှလည်းတူတူထိုင်နေရမှာလားမေးလာတော့လေအေးဆက်ဆက်ပြေးလာတဲ့ဖေကအဲ့ဒါကျုပ်ကိစ္စတငယ်ချင်းနဲ့အတူဆိုင်မာနီးလေစာသွားစားနေကြဆိုတာကိုအခုမှသိတဲ့ယူပါနုကသူ့ကိုပြောလာပါတယ်မဟုတ်ဘူးဆိုတာလေတတ်တော့မှမရှင်းပြချင်ပါဘူးယူပါနုကိုလက်စားချေဖို့သာလက်ထပ်ခဲ့ပေမဲ့တကယ်တမ်းကျတော့သူမမျက်ရည်ကျလာရင်သူ့မှာလက်စားချေဖို့ဒေါသတွေအရေးပြောသွားတယ်တောင်တောင်ကွာရှင်းပြီးပန်းဖြူတင်နဲ့လက်ထပ်ခိုင်းနေရလားတတ်တော့မှဖုန်းလာလို့ယူပါနုကောင်းပြီးဖုန်းလဲယူမယ်လို့တော့ယူပါနုကအရင်ဦးအောင်ယူပြီးတော့ကြည့်လိုက်တယ်ယူပါအိတ်ဖုန်းကိုယူကြည့်လိုက်တော့မှတ်ထားတာချစ်တေးတဲ့အသေးပုံလေးမှတ်ထားတာမလို့ယူပါမျက်ရည်တော့ဝေးသီးသွားပါတယ်အဲနောက်မောင်ဖုန်းကန်ပေးလိုက်တယ်သူဖုန်းကန်ပေးလိုက်တဲ့ယူပါနုကဖုန်းပေးရင်လည်း
ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးခိုင်းမယ့်အချိန်ကိုစောင့်နေမယ်တတ်မဟာမပြတ်သားနိုင်ရင်အဲ့လူစီပြန်သွားကမတောင်းနောက်လူဟာနောက်လူနေခဲ့နိုင်တယ်တတ်မဟာဖုန်းယူလိုက်တော့စောင်းပါချုံကသူရှိရသွားတော့မယ်ယူပါနုံနုလက်ကဝက်ကဆွဲကင်ပြီးလက်တစ်ဖက်နဲ့ခါကိုဖတ်လိုက်တယ်ဗန်းဖြူတေခေါ်တဲ့ဖုန်းကိုလည်းကိုင်းမော့ဘယ်သွားစနာလေးယူပါနုံနုကျုပ်ကသွားခိုင်းလို့လားမကြားစင်တဲ့စကားတွေပါမဆုလို့ရှောင်ပေးတာတတ်မဟာဘေးမှာရှိတဲ့ထိုင်ကုန်းဆွဲပြီးထိုင်ကယူပါနုံနုကိုသူ့ပေါင်ပေါ်ထိုင်စီလိုက်ပါတယ်အိမ်နောက်တစ်ဖက်ကဖုန်းခေါ်တဲ့လူနဲ့ပြောတယ်ဟယ်လိုဟောတေးတို့တွေ့ရအောင်လေဘမတွေ့မှာလေတွေ့နေကြဆိုင်မှာပဲတွေ့ရအောင်တော့ဒီမောင်ကိုပြောကြရများရှိစပီကာဖွင့်ပြီးပြောလာတာမို့ယူပါမကြားချင်မှဆုံးတစ်ဖက်ကခက်ကြဲကြဲတန်အောင်ကြားနေရတယ်မောင်ဘာလုပ်နေလဲမောင်တစ်ဖက်ကအတန်ကြောင်ဗန်းဖြူတရားဖုန်းပြောရင်းနဲ့မပြောနိုင်တော့ပါဘူးဘာတွေဖြစ်နေရလဲဆိုတာသိကျင်တာပဲသိတယ်သူထင်တယ်လို့တော့မဖြစ်ပါစေနဲ့လူသားစုတောင်းရင်းနဲ့မောင်ဘာတန်လဲအတန်ကြားရနဲ့ဘာလုပ်နေလဲဆိုတာမသိဘူးဒီညနေကျရင်တွေ့နေကြဆိုင်မှာစောင့်နေမယ်မောင်မလာမချင်းတေးအဆိုင်မှာစောင့်နေမှာနော်တဘောတစ်ဖက်ကဖုန်းချသွားတာမို့တတ်မဟာဖုန်းကိုဘေးမှာရှိတဲ့စပွဲကုန်းပေါ်မှာတင်ပြီးတော့သူ့ပေါင်ပေါ်မှာထိုင်နေတဲ့ယူပါနုံနုကိုကြည့်တော့တစ်ဖက်ကိုလဲပြီးပကုံးတွေတသိမ့်သိမ့်တုံနေပါတယ်ယူပါနုံနုတန်ရှင်းသွားလို့မယ်လွတ်တော့ကျုံနဲ့တူတန်ရှင်းသွားလို့ကြတာပေါ့အဲ့လိုနဲ့နှစ်ယောက်သားရေချိုးကန်းထဲကိုရောက်လာတော့ဗန်းကျူထဲမှာနှစ်ယောက်သားတိတ်ဆိတ်နေပါတယ်ဒီချိန်တွေကယူပါအတွက်တော့နေခတ်လာတယ်ဒါကြောင့်ယူပါဗန်းကျူတွေကထမယ်လို့တော့နောက်ကနေအတင်းဖက်ထားတဲ့မောင်ကအတန်ခတ်မှမှနေပြောတယ်ပယ်သွားမှလေပြီးမှယူပါပြန်ချိုးတော့မယ်နှစ်ယောက်မချိုးတတ်ဘူးသွားစရာရှိရမလားမောင်မမြင်မြန်ချိုးလိုက်ပါဘလို့ပါဦးကျုံနဲ့တခါလေးပြီးအောင်ချိုးဆိုတော့တတ်မဟာရဲ့ရင်ဝင်ထဲမှာငြိမ်ကျသွားတဲ့ယူပါနုံနုကြောင့်တတ်မဟာပြုံးမိပေမဲ့အဲ့ပြုံးနေရကြကြမခံပါဘူးကွာရှင်းရအောင်မောင်ငါတို့ကွာရှင်းရအောင်သာပြောပေမဲ့ငိုနေတဲ့ယူပါနုံနုရဲ့လေတိုင်းတွေကိုနှာထိပ်ပြာနဲ့ဒုဝိကြီးစေပြီးတော့ခဏနေကျုံနေလိုက်ခဲ့ကြည့်စေချင်တာလားမပြတ်သားနိုင်တဲ့ဇာတ်အောင်သွားတွေ့တာမောင်ငါ့ကိုကြည့်စေချင်တာလားသိကြတာပေါ့မကြည့်ချင်လည်းမရဘူးလိုက်ကိုလိုက်ခဲ့ရကွာရှင်းပေးမှလားလိုက်ခဲ့ကွာရှင်းချင်နေတဲ့မင်းစိတ်တွေကိုဖျောက်ထားလိုက်ယူပါနုံခမရတည်ရင်တော့ကျုပ်ကိုနဲ့ညီမလှုပ်ခဲ့တဲ့လှုပ်ရက်တွေကကြည်လို့မရမင်းနဲ့မနေချင်တော့တတ်မှာကျင်းနဲ့လောက်တဲ့ဒီလက်စားချီပင်လွတ်လပ်ခွင့်မပေးပါတော့အေးစစ်စစ်နေချင်တယ်ငါနဲ့ကိုမမုန်းချင်ဘူးငါဘက်ကကြီးမားတာမလို့နေ့ကိုငါမမုန်းလိုက်ချင်ဘူးလို့တတ်မှာရင်နဲ့အတိုင်းမသိနာကျင်လာရပြီးတော့ယူပါနုံကိုသူ့ရင်ဝင်နဲ့တင်းကျပ်နေအောင်ဖက်ကယူပါနုံရဲ့မေးပြားနေပြီးတစောင်းနေတာနဲ့ဆွဲလေပြီးတော့ကျုပ်ရှိမှာဘယ်တော့မှမျက်ရည်လာမကျပြနဲ့ယူပါနုံအိမ်မေးချူပြတဲ့မိန်းမကျုပ်မုန်းဆုံးပဲယူပါနုံရေချိုးခန်းထဲမှာနေချိန်တော်တော်ကြာသွားခဲ့တယ်ရေချိုးခန်းထဲကပြန်ထွက်လာတော့ယူပါအဝတ်လမ်းပြီးအဲကန်ထဲမှာထိုင်နေလိုက်တယ်ဗိုက်တရကလေးလေးနဲ့အဝေးဆုံးကိုထွက်ပြေးဖို့ဘယ်သူမှမသိအောင်စီစဉ်ရမယ်မဟုတ်ရင်ကလေးလေးပါမောင်မုံနေအောင်မှနင်းမြုပ်နေမှမလိုလားပါဘူးတတမဟာပြင်ဆင်ပြီးတော့အောက်တက်ကိုဆင်းလာတဲ့အခါမှာခါတိုင်းကိုတတနနမိုးပိတ်ထားပေမဲ့ရွရွရင်လေးနဲ့ကြည့်ကောင်းနေတဲ့ယူပါနုံရဲ့ပုံစံကိုတတမဟာကြည့်ပြီးတော့သဘောတကျပြုံးမိတယ်ချစ်ပေမဲ့သူမရှိမှတော့ဘယ်တော့မှထုတ်ပြမှာမဟုတ်ပါဘူးတောမယ်ယူပါနုံယူပါကိုတောမယ်ဆိုတာနဲ့ထိုင်ရအထကမောင်းနောက်ကိုလိုက်သွားပါတယ်ဗိုက်ထဲမှာကလေးလေးရှိတာသိတယ်ဟာတောက်ပနဲ့မြင်နေမစည်းတော့ပါဘူးမိတ်ကက်တွေလည်းမလိမ့်ဖြစ်တော့ကားရောက်တာနဲ့ယူပါနုံကားပေါ်တက်ထိုင်ပြီးဆိုတာနဲ့တတမဟာရင်တမီမောင်းပါတော့တယ်ပန်းဖြူတင်နဲ့တွေ့နေကြဆိုင်စီကိုပေါ့တလဲလုံးမောင်းနဲ့ယူပါဘာစကားမှမပြောဖြစ်ဖိနေကားထဲမှာတိတ်ဆိတ်နေပါတယ်မောင်ရလိုက်တိတ်ဆိုင်ရလေယူပါမမေဆိုင်ဆိုတော့မဝင်ချင်ပါဘူးမဝင်ချင်တာထက်မမေကယူပါကိုစိုက်မလာဘူးပြောထားတာကြောင့်မောင်ငါမလိုက်လို့မရအောင်လားမရဘူးဒီတိရောက်ပြီးမှတော့လိုက်တော့လေဘာဖြစ်မှာလဲလိုက်ခဲ့မလိုက်ခဲ့တော့ကျုပ်ဆုံးမစုံနဲ့တော့မောင်ရဲ့တစ်ချက်လို့စကားကြောင့်ယူပါမောင်းနောက်ကနေလိုက်ခဲ့ရပါတယ်ယူပါဆိုင်ထဲဝင်လာတော့မမေကကောင်သားကနေယူပါကိုလာတာမကြိုက်တဲ့အကြည့်နဲ့ကြီးပြလာတာမို့ယူပါမျက်လွှာအောက်ချထားတယ်မောင်ကတော့ကြောင်ကြနေရတခုမှရွေးထိုင်ပြီးယူပါအမောင်နဲ့မျက်နှာချင်းဆိုင်နေရမှာထိုင်ခိုင်းနေမောင်ရောက်လာရင်တော့ဒါပေါ့တေးချိန်မှတော့ရောက်လာမှာပေါ့ယူပါရင်ပတ်တဲ့အောင်လို့ခဏမငြိမ်ချင်တော့ပါဘူးအေးကြတော့မယ်စစ်စစ်မောင်ယူပါကိုကော်ဖီ3ခွက်နဲ့ကိတ်မုံမလိုက်တာမို့မသွားချင်ပေမဲ့ကောင်းလာကိုသွားရအောင်မေးမောင်တို့ရဲ့မြင်ကွင်းကိုလည်းယူပါမမြင်ချင်းကောင်းလာနာသွားရင်ယူပါကိုပြောမယ်မမေးကြောင့်ကောင်းလာနာမလာခြင်းပေမဲ့ယူပါအားတင်ပြီးတက်တီမွေးကကောင်းလာနာလာပြီးတော့
ယူပအမေရင်ကိုအနီလို့ခေါ်ရတဲ့ကန်ဆာချက်ကရင်ထဲကိုနစ်နစ်တဲတဲနာကျင်စေပါတယ်။အနီကော်ဖီ3ခွက်နဲ့ကိန်းမုတ်3ခုပေးပါ။ယူပပြောတာကိုမမေကကိန်းမုတ်ပကံနေထည့်ပေးနေညီကိုဒီမလားဖို့ဘယ်နှခါပြောမလဲယူပနုနုညီကတစ်ခါပြောရင်အမှတ်သေးချင်မရှိဘူးပဲ။မမေပြောစကားကြောင့်အဲ့ကောင်နာရှိမှတော့ရက်မနေချင်တော့အသေးထဲမှာနာလုံးပါတယ်။ယူပအောင်မြတ်တာတွေပေးမယ်လူတယောက်မှလည်းမရှိ။မောင်ဆိုရလေအစားဟောင်းစီပြန်ပြီးတော့စိတ်ရိုင်းနေတာယူပါတောင်းမှန်ပါတယ်မမေယူပါတကယ်တောင်းမှန်ပါတယ်ဒီတခါနောက်ဆုံးပါပဲညီနောက်ဆုံးဆိုတာအရင်မကြည့်ဘူးငါယောက်ျားမြင်သွားရင်အရင်မိသားစုနဲ့ဆက်သွယ်လုပ်တယ်လို့ပြောခံမှာငါစိုးရင်ငါမိသားစုလေးပြုတ်ဝဲသွားမှာငါစိုးရင်နေယူပါနုနုတခါလေးဒီဆိုင်ကနေထွက်သွားတော့ကိန်းမုတ်လေးသွားပြီးပြီးယူပါထွက်သွားပြီးပါမယ်မမေရဲ့နောက်ဆုံးအမေမမြင်ချင်းယူပါမမေရှိမှပေါ်မလာတော့ပါဘူးနော်အဲ့ဒါအကောင်းဆုံးပဲညီကိုမြင်နေရရင်ငါအိမ်တော်ကြီးပြုတ်ဝဲမှာပဲတွေးပုနေတာနည်းနည်းသွားပြီးပြီးတော့မြင်မြင်ထွက်သွားတော့မမေကကိုအိမ်တော်ကြီးပြုတ်ဝဲမှာကြောက်တယ်လေလားယူပါကိုကြတော့တဲကြီးနဲ့ထားခဲ့ပြီးတော့ထားခဲ့ကြပါတယောက်ပြီးတယောက်ယူပါတယောက်တည်းလေးရှင်တန်နိုင်ပါတယ်မမေရဲ့ယူပါကလေးလေးကိုယူပါမြတ်တာပြေးသွားပြီမယ်ယူပါကော်ဖီ3ခွက်နဲ့ကိန်းမုတ်3ကိုမောင်တို့ထိုင်နေတဲ့ဝိုင်းကိုလာပြီးတော့မြင်မြန်ချပြီးကြားနေတဲ့မျက်ရည်လည်းမတုံမိပါဘူးယူပါတော်စရာလေးရှိလို့အေးစေးစကားပြောနေကြတော့တတ်တာမှာယူပါအိမ်ပြန်နေတော့မယ်မျက်ရည်ကြားထဲမှာငိုတဲ့နဲ့အတန်ပြီးအိမ်ပြန်တော့မယ်ဆိုကဆိုင်ထဲကခက်သက်သက်ထွက်သွားတဲ့ယူပါနုနုကိုတတ်တာမှာစိတ်ပွန်လို့ထိုင်ရအထကယူပါနုနုနောက်ပြေးလိုက်ခဲ့ပါတယ်ယူပါဆိုင်ရှိကခက်သက်သက်ရှောင်နေချိန်အနောက်ကနေယူပါလက်ကဝက်ကိုဆွဲလာတာမလို့လဲကြည့်တော့မှဖြစ်နေတယ်ဘာမှကြလဲအေးစစ်စစ်ကပြောကြပါယူပါဘာမှဖြစ်ဘူးဘာမှပြင်ဘာလို့ငိုနေရကြောက်ကမလိမ့်နဲ့ယူပါလက်ကဝက်ကိုကင်ထားတဲ့သူလက်တရားနဲ့ယူပါယုံလိုက်ပြီးတော့ဘာမှဖြစ်ဘူးလို့ယူပါဘာမှဖြစ်ဘူးခုတည်းတယောက်တည်းပဲနေချင်တယ်တက်တော့မှာလာခဲ့အဲ့ဆိုင်ပြန်လိုက်ခဲ့မလိုက်ဘူးဘာလို့လဲမင်းမိသားစုကြောင့်တေးသေးရဲ့နဲ့မောင်ကယူပါကိုခေါ်တာပေါ့ယူပါမောင်ရှိမှရင်ထပ်မှန်ကုန်ပြီရဲ့တော်တော့ပါပြီမောင်ရဲ့တော်ပါတော့တူထောက်တောင်းမှန်ဆိုရင်လေယူပါတောင်းမှန်ပါပဲအဲ့ဖြစ်တွေကိုယူပါဘလို့စက်မချင်ပါလဲမောင်ပြောယူပါတင်ကြေးရေးပေးမလားယူပါတေးပေးပါမယ်သူ့ငိုပြီးကောင်းငုံကပြောနေတဲ့ယူပါနုနုရဲ့မျက်ရည်ကသူ့လက်ပေါ်တစ်ဆက်ဆက်ကျနေတယ်။ဒါတော့မှအိမ်မျက်ရည်ရဲ့ထိတွေးကြောင့်သူ့ကိုယ်သူဒေါသထွက်ရပါတယ်။အဲနောက်ယူပါနုနုကိုဆွဲခေါ်ပြီးကားထဲဝင်စီကအိမ်ကိုပြန်လဲဥတီပါတယ်။သူ့လောက်တာများလွန်သွားပြီလားလို့ဒါတော့မဟာထင်မှမိတယ်။အိမ်ရောက်တော့လင်ငိုနေသူကတလန်းလုံးကိုလာခဲ့ပေမဲ့အခုချိန်ဒီအငိုမတိတ်သေး။ငိုတာတော်တော့ပြီ။ငါရှိမှလာငိုပြောက်နေတယ်လို့ပြောထားရမလားယူပါနုနု။နေမကြောင်ထိန်းထားပေမဲ့ဝမ်းနေလို့ထိန်းထားရတော့မထိန်းနိုင်ပါဘူး။သူ့လူကြလာတယ်။ဒါတော့မှပြောနေရတော့ငိုမတိတ်တာကြောင့်ယူပါနုနုရဲ့ရှေ့ကိုသွားပြီးယူပါနုနုရဲ့ပါရီကိုဖြတ်လိုက်ကမငိုနဲ့လို့ပြောနေလေ။ဘာလို့ငိုနေလဲ။ဘာလို့ကျုပ်ရှင်မမျက်ရည်လာကြပြနေလဲ။အားရပါ။ညီမတရားအောင်နေလို့လုံးမဖြစ်မှာလား။ယူပါမအားကိုးစရာဆိုလို့မောင်မဲရှိရလေ။မမပုံနေတော့ယူပါပါဆက်လောက်ရမလဲ။ပါဆက်လောက်ရမလဲလို့ဘာမှဆက်မလုပ်နဲ့တလောကလုံးမုန်းနဲ့မုန်းလေးမင်းခံမင်းလုပ်ခဲ့တဲ့ຢာတွေအားလုံးကမင်းစီပြောင်းလာလေယူပါပေါ်မှာဒီလိုရက်ဆက်တာပါပဲယူပါပြောက်သွားလေလိုက်ရှာမဲ့သူမရှိသလိုယူပါတီးသွားလေတီးမဲ့သူတအိုးတယောက်တောင်ရှိမှာမဟုတ်ယူပါချက်ပါတယ်ဆိုရင်မောင်လည်းအပြစ်မတင်ရပါဘူးမောင်ပြောသလိုယူပါမားတွေအားလုံးကယူပါစီပြန်လာတာလေမွေးလာတွေကငါမှမကင်းခဲ့တာအခုကဘာလို့စိတ်ကျင်သေးတာလဲမင်းနဲ့အိမ်မိန်းမကိုကြည့်ဖို့ပြန်လိုက်ခဲ့ရမှာဘာမှပြောစင်တော့ယူပါနုနုတော့နောက်ကဘယ်တော့မှကျုပ်ရှင်မလာငိုပြမနေတယ်အဲ့မျက်လုံးလေးဖောက်ထုတ်ပြမယ်သူ့စကားဆုံးငိုတန်းနဲ့ထွက်ပေါ်လာတဲ့ယူပါနုနုရဲ့စကားတတော့မှရင်နေတဲ့တဲ့ကိုမြားတစင်ထိုးဆိုင်ဝင်သွားတယ်လို့ပဲဘယ်ကနေဘလူစမှမသိပေမဲ့ငါတောင်းမှပါတယ်နောက်ဆိုဘယ်တော့မှငါ့ကိုအဲ့ဆိုင်ခေါ်မသွားပါနဲ့မအဲ့တကူလေးပါပဲအဲ့တကူလေးပဲတောင်းဆိုတာပါမမေရဲ့မိသားစုဘဝလေးကိုမပြတ်စည်းစေချင်ဘူးပြောပြရနဲ့သူမရှိရငိုပြီးထွက်သွားပါတယ်အဲ့ဒါကိုယူပါနုနုကတွေးပွေပြီးနဲ့တိတ်ပေးစင်ပေမဲ့သူတို့မောင်နှမ3ယောက်လုံးခွဲခွာရအောင်လှုပ်သွားတဲ့ယူပါနုနုနဲ့သူရဲ့ဖေးဖြစ်သူပေါ်မှာတော့အမုန်းလက်ကြံလေးတွေရှိနေပါသေးတယ်ထက်လဲမုံမေမုံတလောက်လေးပိုးချစ်ပေးမယ်မုံဘွားတွေကမင်းထွက်သွားတဲ့နေ့နေလန်းရှာပြီးလောင်ရင်ထဲထည့်ထားမယ်မနဲ့နုနုချင်းယူပါနုနုခန်းထဲလာခဲ့ရမန်တေကုံပေါ်မှာထားသွားတဲ့စာကြောင့်တတမဟာဒေါသထွက်ရတယ်မထွက်သားလောက်ကိုထင်ထားခဲ့ပေမဲ့ထားခဲ့တဲ့စာတစ်ကြောင်ကြောင့်တတမဟာတယောက်အယူမီဝိုင်းဖြစ်နေရပါတယ်
ယူပါနုမင်းတို့လေတွေ့တဲ့အချိန်မှာအခန်းထဲကိုပိတ်လောင်ထားတယ်ယူပါမနဲ့စောရေးထားပြီးတော့နေဘက်မှာကြိုတင်ဝဲထားတဲ့အိမ်လေးစီထွက်လာခဲ့ပါတယ်မောင်မမုန်းပင်မဲ့တပြေးပြေးထွက်လာမဲ့ဘိုက်ကလေးနဲ့မောင်စကားတွေကြောင့်ရှာမဲစိတ်တန်ရာတွေတော့မရကျင်တာကြောင့်မောင်နဲ့ဝေးရထွက်လာခဲ့လိုက်တယ်နေဘက်ကဝဲထားတဲ့အိမ်ကြီးဟာပဝင်းကျင်မှာစိန်နှဲဆူပြေလိုနေပါတယ်ယူပါချံကျက်ဝန်းသလိုပဝင်းကျင်နေထားတဲ့တိတ်ဆိတ်ပုံပေါက်တဲ့ခြံတကားဖွင့်လိုက်ပြီးဆိုတာနဲ့ခြံထဲမှာလည်းကြီးစွာပန်းနဲ့တင်းတင်းလေးအဲ့ခြံဝန်းထဲမှာပြန့်နှံ့နေပါတယ်မမီပိုက်တရားကလေးလေးဒီအိမ်ထဲမှာတူတူနေကြမယ်နော်မမီတို့နောက်ဆက်မဲ့သူတယောက်မှမရှိမမလေးဖုန်းတူမဆက်ဘူးအရင်ကတတိယမှနေတော့မီရီနဲ့သူ့သမီးကလှုပ်ဖြုတ်လိုက်တာကြောင့်ယူပါနဲ့လည်းငငယ်လေးကစားဖို့ကစားပဲကောင်းမလေးကိုအိမ်မှာဖိုးရှိအောင်ငှားထားတာဖြစ်ပါတယ်ဘာသေးစရာမှမပါတော့မဆက်လိုက်တော့တာလေနူနေရဲ့အိမ်ထဲဝင်လေမမလေးကြိုက်တယ်နူထမင်းမြူနင်းချက်ထားတယ်ယူပါအိမ်ထဲဝင်လာပြီးတော့ခရီးပန်းလာတာမို့အိတ်ချင်တာနဲ့ယူပါအိတ်ချင်လို့အရင်အိတ်လိုက်အောင်မင်းမြူနေအိမ်ပြန်ချင်းလည်းခြံတကားပိတ်ခဲ့ပြီးပြန်လို့ရရင်နော်မြူနေရဒီနာလေးတွေဖြစ်တာကြောင့်မမလေးကပြန်ခိုင်းပေမဲ့အိမ်ကိုမပြန်ချင်မှတိတ်တိတ်ဆိတ်ဆိတ်လေးသာကောင်းပါလေဟုတ်ကဲ့မမလေးယူပါပဲမန်းနေပြီဖြစ်တာကြောင့်အခန်းထဲကိုဦးတီးပြီးလာခဲ့လိုက်တယ်ခန်းထဲရောက်တာနဲ့စောင်းပါချုံပြီးအိယာပေါ်မှာမျက်လုံးတွေကိုမိတ်ချလိုက်ပါတယ်ခဏတာလေးဖြစ်ဖြစ်တော့စိတ်ရင်းနိုင်မှာပါလေဒေတာမဟာတယောက်ယူပါနုပဲသွားလို့သွားမှမသိသလိုဘယ်သူ့ကိုမေးလို့မရမှလည်းမသိအကြောင်းတော့ယူပါနုကသူ့တယောက်တည်းနေတာများတယ်အပေါင်းအသင်းဆိုလို့လည်းမတွေ့ဘူးပါဘူးဒေါက်တာဒေတာမဟာရဲ့တငယ်ချင်းဖြစ်သူကအတန်ကျကျနဲ့ခေါ်မှပဲအတိပြောင်းမလာတော့တယ်ဘာလို့လဲမလဲဘူးလေနေ့လည်စာတော့မစားဘူးလားတော်ပြီဘူးငုံနေမဲသွားစားလိုက်တော့ဒီနေ့ငါပြန်စားလိုက်တော့မယ်အင်းမအဲ့ဆိုငါသွားလိုက်တော့မယ်အေးတော့နဲ့ဘူးငုံသူရုံးခန်းထဲကနေထွက်သွားတာနဲ့ယူပါနုပိုင်နဲ့ဘာကိုလာခဲ့တယ်သူလာတော့ဝန်ထမ်းနေရတော့ကွက်ကြီးနဲ့မလို့ဝန်ထမ်းတွေကိုမေးလိုက်တယ်ယူပါနုဒီမှာရှိလားမရှိဘူးလေမမလေးဒီကိုမလာတော့မကြဘူးဒါဆိုဘာလို့မင်းတို့ဆိုင်ကိုတန်ရှင်းလုပ်နေလဲယူပါနုပဲသွားတယ်ဆိုတာမင်းတို့သိတယ်မလားမသိငါဇနီးကိုဖွက်ထားတယ်ဆိုပြီးတရားစွဲလိုက်ရင်ဘာဖြစ်သွားမယ်ထင်လဲသူပြောတော့မှဝန်ထမ်းတွေကကြောက်လန့်နဲ့နေဘက်ကိုသွားပါတယ်ကိုလေးမမလေးကတော့တောင်းမပြောနဲ့တော့ကျွန်တော်အလုပ်ပြုတ်လိမ့်မယ်နေဘက်ဆိုတာသူတည်ပြီးသားနေရာဖြစ်တာကြောင့်ဒေသမဟာကားတော့ယူပြီးနေဘက်ကိုခရီးဆက်ခဲ့ပါတယ်ဘယ်ထွက်ပြေးကျင်တရားလဲမရရတဲ့နည်းနဲ့လိုက်ရှာမှယူပါနုမင်းကလက်ကဘယ်တော့မှမလုပ်ဘူးယူပါနုရေးစီစီချိုးပြီးတော့တကားခွန်းလိုက်တော့ဂရင်းချင်းမှမမိတ်ထိုင်နေတဲ့လူကိုတွေ့တဲ့ခါမှာစီလန်းနေရတုံဆိုင်သွားပါတယ်။နောက်ကရွမိတာမောင်သူ့အမျက်နှာနဲ့မျက်လုံးတွေကကနာမငြိမ်တော့ရေချိုးကန်ပေါက်ဝမာတွေရက်နေတယ်။မောင်ဆိုတဲ့နန်းစားတစ်ခုကိုခေါ်ရင်းနေပေါ့။ထွက်ပြေးရတာအတော်မှပြောရင်လားဟမ်ဘလူတရက်တောင်မပြည့်သေးဘူးပြန်ရှာတွေ့တော့အတော်အံ့ဩနေတာမဟုတ်ဘူးမောင်ယူပါအေးစစ်စစ်လေးနေခြင်းလို့ဒီကိုခဏလာရုံပါယူပါစကားကြောင့်ထမရဲ့မောင်ကစကနေနေရာနေထလာပြီးတော့ဟိုမောင်အေးစစ်စစ်နေလို့မရအောင်လားယူပါနုစိတ်ဒုက္ခပြီးဘူးလာတာဆိုရင်တော့ပြန်နေမှာမောင်ယူပါနောက်မှလိုက်လာခဲ့မင်းဘယ်ကိုထွက်ပြေးငါလို့ကျွန်တော်တို့ရအောင်ယူမှာပဲတပတ်ချုပ်လိုက်တော့မောင်ပြောနေလေမရအောင်မောင်ယူပါခွင့်မပြုလေရအောင်ကျွေးလေဘာပြောချင်တယ်လဲယူပါစကားမဆုံးခင်ယူပါကိုပြေးပြီးကလေးမောင်ပြစ်ချကအပေါ်ကအုံမိုးလာတဲ့မောင်ကယူပါနှကန်းတွေကိုနမ်းကလက်တွေကလည်းခဏမငြိမ်ခဏကိုနေရနဲ့ပုတ်တက်နေပါတယ်မျက်ရည်မကျပြနဲ့ယူပါမောက်နာရတဲ့ရင်မွေးနဲ့ကိုမခံနိုင်တာကြောင့်တွန်းထုတ်မိပါတယ်ပြီးဖက်မောင်ယူပါဘေးမှာရဲ့တပတ်ကိုယူပြီးတော့ယူပါခဏကိုမှအမြန်ပတ်လိုက်တယ်ရေချိုးကန်တဲ့ဒီပြေးဝင်လာကအမ်းပြီးတော့ရင်မွေးနဲ့မပြောနဲ့ဟင်းနဲ့တွေတော့ယူပါမခံနိုင်ပါဘူးဒေသမဟာအင်ကြီးကျူကြီးနဲ့ပြင်မာရက်ပြီးတော့ရေခင်းအောက်ကသူယူလာတဲ့စီးစစ်တံကိုကိုင်းပြီးယူပါနုအပြင်ထွက်လာမယ့်အချိန်ကိုစောင့်နေလိုက်တယ်ယူပါရေချိုးကန်ပြန်ထွက်ချင်းမောင်ယူပါကိုစီးစစ်တံပင့်ပြပြီးတော့ငါကလေးကိုငါနဲ့ဝရကိုခေါ်ပြီးထွက်ပြေးဖို့စဉ်းစားနေရတာ။သူ့မင်းကိုတုံဆိုင်ခြင်းမရှိပြေးလာတဲ့ယူပါနုအတန်ဟာဒေါသတန်လေးဆိုလို့ဘလို့မောက်ကလေးလဲဘလို့ချင်းလို့တားစီတောက်ခိုင်းသေးရမလား။ယူပါကလေးမောက်ကလေးဆိုရင်တော့မောင်နဲ့တူတူမထားနိုင်ဘူး။ကလေးပေါ်မုန်းနေပေါ်မှာယူပါမလို့ချင်းမင်းတယောက်တည်းထွက်ပြေးလေ။ငါကလေးကိုတော့ခေါ်သွားစရာအကြောင်းမရှိဘူးယူပါနုကလေးရှိမှန်တည်တော့မှသူ့ကလေးဆိုတာပါဇက်ကမချတော့ယူပါစိတ်မရှိတဲ့ဆိုပါလေအခုမှဆိုတဲ့ကလေးဖေးချစ်ချင်နေရတာမင်းစကားပါလေငါနဲ့ရတဲ့ကလေးကိုငါကလေးမဟုတ်ဘူးပြောစင်တာပြောရဲပါဦးရှင်မပြောရဲပါဘူးရှင့်လိုချနေနေရတာဘာရမြောက်ယူပါပြောရဲပါမယ်အဲညိုးတွေနဲ့ဆက်ပြီးနှိမ့်ဆက်နေမယ်ဆိုရင်လေ
ခလေးမွေးပြီးမှနှိပ်စက်ပါတော့ယူပါကလေးနဲ့ယူပါအေးစစ်စစ်နေပြစီပြန်လိုက်ခဲ့ကလေးကိုလိုချင်နေဆိုရင်ကလေးမွေးပြီးကလေးကိုခေါ်သွားလို့ရတယ်ယူပါတော့ပြန်မလိုက်နဲ့ကလေးရှိရနဲ့မင်းဖေနဲ့မင်းရဲ့အဖြစ်ကြီးတွေကြိတ်မဲ့ထင်လားဟမ်ယူပါပကုံးစုပ်ကိုင်းကမေးလာတဲ့မောင်ကြောင့်ယူပါမောင်မျက်နှာလွှဲပြီးအခြေပင်နဲ့လေတက်လုံးမကျင်းနဲ့ရှင်ကလေးကယူပါပိုက်ထဲမှာနော်ယူပါဖြတ်ချလိုက်ရမလားတော့ရဲ့လုံးတီလေမင်းကလေးတစ်ခါဖြတ်ချရင်နောက်ထပ်အမွှာဘူးရအောင်ထပ်လုပ်ပြမယ်အတိတ်တွေမှာပဲနင့်နေမဖြစ်ဘူးတတ်တာမဟာရဲ့အဲ့လက်စားကြည့်ခြင်းစိတ်တွေရှိနေမရအောင်သိလားကလေးမွေးပြီးရင်ကိုလန်းကိုလျှောက်ကြတာပေါ့ယူပါဝတ်ထားတဲ့ညို့ရှင်ကလေးနဲ့ကြည်အေးပေးမယ်မလားမောင်ယူပါကိုဘာမတီကြည့်နေကြည်လာတယ်အဲနောက်အေးဆက်ဆက်လေးတန်းနဲ့မကြည်အေးပေးနိုင်ဘူးဆိုရင်ရောဖြတ်ချလိုက်မယ်လေစင်ပြေသွားပေါ့မဟုတ်ဘူးလားမင်းဘာလဲယူပါနဲ့ရတဲ့ကလေးမလို့ခြင်းဘူးဆိုယူပါအောင်မုန်းပါလေဆိုကွာရှင်ပေးဆိုတော့လည်းမဟုတ်ဘူးဘာဖြစ်ချင်နေရလဲဘာဖြစ်ချင်တာဟဲ့လားဒါဖြစ်ချင်နေတာရှင်းလားတတမဟာမယုံနဲ့အကျန်းကျင်ကူနော်အေးစေးလက်ခံလိုက်ရှင်းလားယူပါကိုနေရနဲ့ကက်ကတင်းနေနှမ်းပြီးတော့ယူပါခနာကိုပေးကြည့်ကမမသူ့ခါမှာယူပါခြေထောက်တွေကိုချိတ်စီပါတယ်တတမဟာယူပါနုံနုံအိယာစီကိုခေါ်ခဲ့လိုက်တယ်အဲနောက်ယူပါနုံနုံအိယာပေါ်မှာတာချပြီးတော့သူစိတ်ကြပြုမှုပါတော့တယ်ယူပါတို့ဆက်ဆံရေးပြန်ပြေးလဲရင်တော့ကောင်းတာပေါ့လေမောင်ခန်းစားနေရတာတွေနားလေပေမဲ့မောင်စိတ်ကတော့မခံမှန်းတတ်ပါဘူးထမင်းစားကနေပြုတ်ပြီးတော့ဘေးစင်မှာသွားအန်နေတာကြောင့်တက်တော့မှမနေနိုင်မထိုင်နိုင်နောက်ကနေလိုက်သွားတယ်ယူပါလာနဲ့မောင်နာရေမွေးတော့မခံနိုင်ဘူးတက်တော့မှရေမွေးထိုးပြီးထုံးစံတိုင်းရေမွေးဆိုခဲ့ရယူပါနုံနုံကအဲ့ရေမွေးနဲ့ကြောင်ပြူတာခါကမောင်အင်ကြီးသွားလဲလိုက်မယ်ယူပါစကားကြောင့်မောင်ကအင်ကြီးသွားလဲလိုက်တယ်တကယ်ပဲမောင်နာရေမွေးနဲ့မခံနိုင်ပါဘူးခိုင်းဆိုရင်ရေမွေးနဲ့ခံနိုင်ပေမဲ့အခုတော့မောင်နာရေမွေးနဲ့မှုန်းထနေတယ်တက်တော့မှအင်ကြီးလဲပြီးပြန်လာတော့အနစ်မပါတဲ့ပေါင်မောလို့ကိုဒီတိုင်းထိုင်စားနေတဲ့ယူပါနုံနုံကိုတွေ့တဲ့အခါမှာအိုးပြန်ခေါ်သွားဖို့ရေးတပြင်းတခြားဖြစ်နေရပါတယ်မောင်နဲ့ပြန်လိုက်ခဲ့နောင်တို့တော့ရင်တက်လန်မမပြောတဲ့တန်နဲ့ပြောလာတဲ့မောင်ပုံစံကထူးဆန်းပါတယ်နားပြလေးလည်းနေသေးတယ်အိုးပြန်ခေါ်တာရှက်နေရများလားပဲမလိုက်ဘူးယူပါဒီမှာပဲနေခဲ့မှာဘာလို့လဲမိသားစုနဲ့ဝေးတဲ့နေရယူပါတော့အကောင်းဆုံးနေရမလို့အဲကိုပြန်မလိုက်နိုင်အောင်မောင်တတော့မှဘာပြောမှမသိတော့သူတို့မိသားစုချင်းနေကြောင်အရာအလုံးစုံစမ်းမိတာမလို့သူသာအသိဆုံးဖြစ်ပါတယ်ပြီးတော့ယူပါရှင်းနာမှလည်းမနေချင်ဘူးယူပါအဲ့လိုပြောတော့မောင်ကစက်ကနေထားပြောတယ်မောင်ကဘာဖြစ်နေလဲလက်စားချင်နေရပဲလေမင်းကိုကိုတီးလေးရဘယ်တော့လုပ်ဘူးလို့မနေ့ကလုပ်တာပဲလေဘိုက်ကတဖြည်းဖြည်းနဲ့ရှင်းလာအဲ့လိုသာလုပ်ရင်ပိုက်တက်ကလေးလေးတစ်ခုဖြစ်လိုက်မယ်လာရဲနေပြီမလို့လားနောက်ကျရဲလာမှာပေါ့မင်းလိုက်တိုင်းဖျက်တကားတွေထွက်လာမလို့တတမှာဘာပြောလို့ပြောရမှမသိတော့အစားတို့သူညမနဲ့ကိုတို့လက်စားချဖို့မှမမေ့အခုတော့လက်စားမချချင်တော့ပါဘူးကလေးဆိုတဲ့တန်ကြားရုံနဲ့သူ့ရင်နဲ့နှွေးထွေးမှုအတိုင်းမသိတောင်းမှန်တယ်ဘာတောင်းမှန်တယ်လို့ပြောနေတာမောင်လုပ်ခဲ့ရတဲ့အတွက်တောင်းမှန်တယ်မောင်နဲ့ပြန်လိုက်ခဲ့တောင်းမှန်နေတာပြောတာစိတ်မရှိတဲ့လေးတိုင်းနဲ့မို့ယူပါမျက်စောင်းခဲ့ပြီးရှင်နေရလာတဲ့တန်နဲ့ပြောအခုကစိတ်မရှိချင်တာလားတောင်းမှန်တာတော့စိတ်မရှိရလားတတမှာလီဘူးတစ်ချက်မှုတ်ပြီးတော့မျက်နှာရည်ရဲကမောင်တောင်းမှန်ပါတယ်ကွာမောင်မမပေါ်လုပ်ခဲ့သမျှအတွက်မောင်တောင်းမှန်တယ်မောင်နဲ့ပြန်လိုက်ခဲ့နော်မမအလိုက်နိုင်အောင်ရှင်နေရလာတဲ့တန်နဲ့ပြောပြီးပြီလေပြောလည်းမလိုက်ချင်ဘူးကိုကကိုပြန်ယူပါဒီမှာနေခဲ့မှာဘလို့လို့စိတ်ကြမလဲကလေးနဲ့မရဒီမှာလေမောင်ကဟိုမှာဘလို့လို့စိတ်ဖြောင်းလက်ဖြောင်းလှုပ်နေမှာလေအဲ့ဒါမောင်ပိုင်လေပြန်မလိုက်ဘူးဆိုပြန်မလိုက်ဘူးပဲအတင်းနဲ့ညင်ပြီးထိုင်ရထသွားတဲ့ယူပါနုံနုံကိုအနောက်ကနေတကောက်ကိုရောက်ပြေးလိုက်ပြီးတော့စူပါပေါ်ပြန်လာထိုင်ကယူပါနုံနုံကိုသူ့ပေါင်ပေါ်ထိုင်စီပြီးမိပြားလေးရဆွဲကသူ့ဘက်ကိုလှည့်ပြီးတော့မောင်ကိုစိတ်ဆိုးနေတော့လားအဲ့ဆိုပြန်လိုက်ခဲ့လေကွာယူပါတကယ်ပြန်မလိုက်ချင်ဘူးမောင်ယူပါအမှမနေချင်ဘူးဒီမှာပဲပြော့တယ်တကယ်ပဲဒီမှာနေမှာလားလုံးမပြန်ကုန်များရဲ့ဆုံးတတမှလည်းယူပါနုံနုံပေးမှာစိတ်ပြက်လက်ပြက်ထိုင်ချလိုက်ပါတယ်မင်္ဂလီလေးရလဲကွာဟိုပြန်လိုက်ခဲ့ပါလိုက်ချင်ဘူးလို့ယူပါအမှမနေချင်မအောင်ဆိုပြန်มาဆိုလဲကိုယ့်အကူပြက်ယူပါကိုလာမခေါ်နဲ့ပြဖြုံးဆူဆူနဲ့ထသွားတဲ့ယူပါနုံနုံရဲ့လက်ကဝက်ကသူ့ဘော်ဆွဲချလိုက်ရာရင်ဝင်ထဲကိုကျလာတယ်လဲကြတော့သူကအလေးမြဲယုံတာပေါ့ဘာလို့ယုံတာလဲညင်ညင်နေဖက်လူဘာလို့လုံနေရလဲဘာလို့လို့လဲမောက်စိတ်ဆိုးနေရလားစိတ်ကောက်နေသူကစိတ်ကောက်နေလို့လေဖဲပါဆိုမှတတမှရင်ဝင်နေရသူမလေးကိုပေးကြည့်ပြီးအခန်းရှိအောင်ခေါ်လာက
ကရင်ပေါ်သားထိုင်စီပြီးတော့စေတက်တာတွေကစီတလုံးကိုထုတ်ပြီးရေးထည့်ထားတဲ့ဖန်ခွက်နဲ့အတူကရင်စီကိုပြန်လျှောက်လာကတောက်လိုက်တောက်လိုက်လို့ဘာလို့လဲကိုဝင်ပြကြစီလားတတမဟာတောက်ဆိုတောက်လိုက်လေကွာမယုံသင်္ကာနဲ့မျက်ရည်ဝဲလာတာမို့တတမဟာဘာပြောလို့ပြောရမှမသိပါဘူးဒါမဲဘာပြောလာမလဲသိစင်သေးရမို့မျက်နှာကိုတွန်းထားလိုက်တော့ငိုတဲ့နဲ့ထွက်လာတဲ့ချီရသူလေးတန်သူ့ရဲ့ဘက်ကိုတပုံပုံရိုက်ရင်းနဲ့ပေါ့အလုံးမချစ်ပဲယူသေးလေပထမတခါလဲတားစီတောက်ခိုင်းအခုလဲကိုဝင်ပြကြမယ်ဆေးပဲမလားဆရာဝန်ဖြစ်ပြီးတော့ဘာလို့အလောက်ကျင်တာတရားကင်းမရလဲဆေးလေးတိုက်တာဘာတွေဖြစ်နေရလဲဆေးဖို့ကိုသွားဖက်ကြည့်အောင်မမရဲ့ကိုဝင်ဆောင်မိနေနေတောက်ရတဲ့အားစီယုံအဲ့ဒါကိုကလေးမှရိုက်ရှာလိုက်လीမမမင်းကိုကိုဝင်ပြကြတဲ့ဆေးတိုက်မလားမမရဲ့သူပြုံးမှရှက်ကိုရှက်ကန်းနဲ့သူ့ကုန်းအားနေတိုက်ကြကအခန်းပြေကိုခြေဆောက်ပြီးထွက်သွားတယ်ဘလူဟာလေးမမသိပါဘူးကွာတတမစိန်နဲ့ရေခွဲယူပြီးချစ်စနီးလေးနောက်ကထပ်လိုက်ရပါတယ်အားစီလေးတက်မိပါတယ်လူဆွဆွဆွမကျန်ဝန်းထဲမှာရှိတဲ့ထိုင်ကုန်ပေါ်ထိုင်နေတော့အနောက်ကနေလိုက်လာတဲ့လူကြောင့်ကြားနေတဲ့မျက်ရည်ကိုတုံးလိုက်မိတယ်မရဲ့စိတ်ဆိုးမပြေသေးဘူးလားမောင်အားစီတိုက်တာလေးကွာတားစီခဲ့ပြီးတော့လေအောက်စိတ်ထဲမှာမရှိပဲပြောမိရပါကွာနော်မသိဘူးနေအိမ်ပြန်တော့တတမမောင်နေနေရလားမောင်ဘလို့တောင်းမှန်မလဲကွာတောင်းမှန်နဲ့အစိတ်ပင်မနဲ့တတမနေနဲ့ပြန်မလိုက်နိုင်ဘူးနေရဟောင်းဘယ်တော့မှပြန်မလိုက်နိုင်ဘူးမမဒီမှာနေမောင်လေးဒီမှာနေမယ်မမမသွားရင်မောင်လေးမသွားသဘောပဲပြောသမျှသစိမ်းဆက်ဆန်သာပြေလာတာမို့တတမထိုင်နေရတာကဘေးမှာစိမ်းနဲ့ဆေးထည့်ထားတဲ့ခွက်ကိုချပြီးယူပါနုံနုရှိမှဒူးထောက်ချပြီးတော့ယူပါနုံနုလည်းတစ်ဖက်ကိုစုပ်ကိုင်းကအောင်တကယ်တောင်းမှမာတယ်ကွာမောင်သာအမိုးမပွားခဲ့ရင်ဒီလိုဖြစ်လာမှာမဟုတ်ဘူးအောင်မုံလက်စားနဲ့စက်မုံနေလိုက်အောင်ဘလောက်ထိမမုံခံနိုင်ပေမဲ့ရီးစားအောင်နဲ့ငါရှိမှပျော်ပြပြုံးပြနေငါမကြိုက်ဘူးငါတဝင်းတူတယ်တဝင်းတူရင်တဝင်းတူကြောင်းပြမှာပေါ့ကိုလိုတယောက်တည်းစိတ်ပြီးခံစားနေလို့အဆင်ပြေမှာလားမောက်ကလေးလေးရဲ့မြင်လားလူသူစိတ်ကြည်တဲ့ချင်းမောက်ကလေးလေးနဲ့သူစိတ်မကြည်ရင်ဘိုက်တယောက်ကလေးတော့မလို့ချင်ဘူးဆိုပြီးတော့လှုပ်သေးတာတော့ပါပြီအိုမနစ်လှုပ်တရှိသေးရဲ့မောင်နဲ့ပြန်လိုက်ခဲ့ပါကွာနော်မောင်မီးကိုထပ်ပြီးမလုပ်တော့ဘူးလေနော်မျက်နှာငယ်လေးနဲ့တင်းခေါ်နေရမို့ယူပါမျက်နှာမလွှဲနိုင်တော့ပါဘူးမောင်နဲ့ပြန်လိုက်ဖို့သာဆုံးပြလိုက်ရတယ်မောင်ကအိမ်မျက်နှာပြီးနဲ့ယူပါကိုတနာခန့်နေရတယ်မျက်နှာလွှဲရပါမလားတနေ့လုံးတသားမှာယူပါနုံနုပြီးမှပတ်ကြီးတကောင်လိုကက်တွယ်နေတယ်ယူပါနုံနုပါကိုနမ်းလိုက်ယူပါနုံနုဘက်ကလေးကိုကိုင်းကြည့်လိုက်နဲ့အခုလည်းယူပါနှကန်းလေးကိုအတင်းနှမ်းနေတာဇာလာတော့တက်ရှူအောင်ကျက်လာပြီတော်တော်လို့တသက်မှဒီပါအောင်ကွာမောင်မမီးကတည်းကပြန်နှမ်းပြစီတော်ပြီလို့ယူနေလားတက်ရှူချက်ပါလေဆိုမှသူ့ကိုရင်ပနာကိုလက်နဲ့တုံထုံနေရကြတသက်မှအဲလက်တီကိုယူပြီးနေနေမောင်တောင်းမှန်နေတော့မောင်ကလေးလေးနောက်ဆိုဘယ်တော့မှမပါတော့နှစ်ယောက်လုံးကိုထပ်ပြီးမနာကျင်နေတော့ဘူးလေအဲ့လိုသိရင်ဘာလို့စတယ်အမုံပွားနေရလဲအလက်ကားမောအောင်လို့ပြောရင်းနဲ့သူ့ကိုကြောပြီးသွားတာကြောင့်တသက်မှနောက်ကနေတိုင်းဖက်ကဟောကွာမိမလေအမားဆိုတာလူနဲ့မကင်းဘူးလေကြောတက်လိုက်လေချင်းသူ့လဲကြတော့အမားဆိုတာလူနဲ့မကင်းဘူးတဲ့အဲမောင်ပဲသင်ငန်းစာယူတတ်ပါစေလေမိမမောင်တို့ကလေးလေးမွေးလာရင်ဘလို့နာမည်ပေးရင်ကောင်းမသိဘူးလေမွေးပြီးမှပေးမှာပေါ့အဲ့လောက်ထိမလုံးနဲ့ကလေးကလာတော့မရင်သေးဘူးတိလားဟာမောင်ကတော်ပြီအိတ်ချနေပြီလို့ဘာမှထပ်မပြောနဲ့တော့စိတ်မရှိတဲ့လီတန်းလေးနဲ့ပြောလာတာမို့တသက်မှနှုတ်ဆက်ရင်သူ့ဇနီးလေးကိုရင်ကနေထုတ်ပြီးကအိတ်ဆက်ချင်းကဘာစီကိုအိုးတီလိုက်ပါတယ်တကယ်လိုက်မရောက်မှာလားအလုပ်ပရက်မှဒီလိုလာလေးဖြစ်တာမဖြစ်ဘူးမင်းမရှိတော့မှဘယ်လိုလို့အလုပ်ကိုစိတ်ထဲရောက်မှာလဲမောင်းထွက်လဲစဉ်းစားနေဆရာဝန်ဆိုတော့လေလူနာကုမလူနာစီပဲစိတ်ရောက်အောင်မလားလိုက်သွားရင်လည်းအမှားမနေချင်တော့ဒါမဲ့အိမ်တွင်အောင်လဲဆင်ပြေတာပဲအမအဲ့ဆိုမှတော့လိုက်ခဲ့ရမှာပေါ့ယူပေါ့စိတ်ဆင်းရအောင်ထပ်လို့ကတော့ဘသူမှမပြောပဲထွက်သွားမှာနော်မပြောတော့ပါဘူးအဲ့ဒါကြောင့်စိတ်ချလက်ချလိုက်ခဲ့ပါမိမရပြောဆူဆူနဲ့ယူပါပစ္စည်းကိုမောင်ကကားပေါ်တင်ပြီးနှစ်ယောက်သားခရီးနဲ့လာကြပါတယ်မောင်ကတော့တလက်လုံးယူပါလက်ကိုစုပ်ကိုင်းပြီးတော့လက်တစ်ဖက်တင်းနေတာကားမောင်းနေမိမချက်လားဘာလာမင်းနေရလဲဟောရှင်းရှင်းလေးလေမောင်ချစ်ချစ်တယ်မချစ်မချစ်ဘူးပြောပေါ့အဖြေချင်မအောင်ဒီလောက်ထိလိုမျက်ရည်ကြောင်လောက်ထားတာကိုဖြည့်ကြလားလောက်ပါကွာဖြည့်စမ်းမှာမောင်ကလေးလေးယူပါလက်ကိုနမ်းပြီးခေါင်းလေးစောင်းကြည့်ကပြောလာတဲ့မောင်ကိုယူပါကြည့်လွဲပြီးတော့ကားပြင်ဘက်ကိုလမ်းကြည့်လိုက်ပါတယ်ယူပါဘက်ကလေးကိုကပပလေးပုတ်တက်ပြီးအတွေ့အထိရှိနေတာယူပါမာမီလိုတကူကောင်းဆန်နဲ့
မိခင်မျိုးမဖြစ်စေရဘူးဆိုတာပါပဲ။လေးနှစ်ခန့်ကြာပြီးနောက်ဖြည်းဖြည်းသွားတော့တာမပြေးနဲ့လေချော်လဲလိမ့်မယ်တောက်မဟာဒါကမောက်စီလာမယ်ဆိုပြီးကြီးကဲနေတာကြောင့်မောင်ရှိတဲ့ဈေးရုံလာခဲ့ရာဈေးရုံနဲ့ရောက်တော့ပွေးချီတာလည်းမခံပွေးချီရင်ခဏကိုယူလန့်ပြစ်ပြီးကော့ထိုးပြစ်တာကြောင့်ကျူပါသားစိတ်ကြိုက်လမ်းလျှောက်ခံရပါတယ်မမီလာအရှိကနေတကုံပြေးပြီးလာဆိုတာကြောင့်သားတစ်ခုခုဖြစ်မှဆိုတာတကြောင်လူနာတွေကိုတမ်းမိမှတကြောင်ရှူပါကယူဆိုင်နေရတယ်ရှူပါသားနောက်ကျင်းလန်းကျရီနဲ့ခတ်သက်လိုက်တော့အခန်းတစ်ခန်းထွက်လာတဲ့လူနာနဲ့တမ်းမိပါတယ်ဆေးပေးကန်းထဲကထွက်လာတဲ့လူနာလက်ထဲဟာစီတုတ်ကအောက်ပြိုးကျသွားမလို့ယူပါပြန်ကောက်ပြီးနဲ့တောင်းမမမီကိုမျက်နှာနဲ့ဆေးကိုလက်ထဲအတင်းထိုးထည့်ပြီးအာတင်းကပြုံးပြပြီးကျုပ်ခိုင်းခဲ့လိုက်တယ်။မမယူပါကိုမြင်ချင်တာမှမဟုတ်တာ။နေမကောင်းတဲ့ကြားကနေပို့ပြီးတော့စိတ်ပြင်းမှအောင်လုံးမိသွားတာပဲ။မမီဒါရဲ့မမီလို့ခေါ်တဲ့ကြားမှာစိတ်နဲ့လူနဲ့ကက်တော်တယ်။ခုနရှိကနေပြေးသွားပြီးအခုကျတော့ဒါဘယ်ကနေဘလို့ပြန်အောင်လာလဲမသိ။ရှင်ပွေးချီလက်ကိုဆန့်ပြီးပွေးချီခိုင်းနေရမို့ယူပါသားကိုပွေးချီပြီးဘာကိုနှုတ်ဝင်အောင်နမ်းလိုက်တယ်။အမီနဲ့တရီစီသွားရအဲ့သားမီနဲ့ကိုကြည့်ပြီးယူပါနုံနုရဲ့မိခင်ဖြစ်သူအားရှင်နဲ့မကောင်းသူကိုကြည့်လိုက်တဲ့ခုနအကြည့်တွေထဲမှာစိုးရိမ်မှုဝမ်းနည်းမှုတွေပါဝင်နေတာသူမမြင်ပါတဲရီအတန်သေးသေးလေးနဲ့နားနေကန်ဘဝနဲ့အော်ခေါ်နေတာမို့တဲသားမဟာဖုံးကြည့်ရနဲ့အကြည့်ရွှေ့လိုက်တော့သူစနင်းငယ်လေးနဲ့အရာဆဲလေးတန်လေးကိုတွေ့ရတယ်တဲရီပြားပြမောင်ဝထိုင်နေရနေတောင်းကိုလက်လွဲပွေးချီပြီးတော့ယူဘပအောင်နန်းလာကအိမ်မှာနာနာနေနေတာမဟုတ်ဘူးကွာ။အိုရှင်မောင်သားတင်းနေမောက်စီလာခြင်းနေတာ။ယူပါလုံးလဲစားလုပ်တွေတော့ပြစ်ထားခဲ့ရတာ။ဇနီးရဲ့လုံးမကြစွာစုပူတန်းနေကြောင့်တတမဟာယူပါနုနုခါးလေးကိုတိုင်းဖက်ပြီးတော့ဟုတ်ပါပြီကွာ။အလုတ်စင်းရဲ့မောင်ကလေးထိမ့်မယ်။အဲကြရင်မောင်ကလေးလေးကိုဒါမနှောက်ရှောင်သိမ့်လိုက်။တော်ပါပြီ။စိတ်ကျဉ်အောင်လာပြောနေရ။ပြီးရင်သူပဲရဲ့အိတ်ပြောသွားပြီးဒီနေ့တော့တကယ်ထိမ့်ပေးပါမယ်ကွာ။ဒါလေးအိမ်အောင်လို့မောင်ချော့သိမ့်လိုက်မဟာရဲ့ပြောမှာဇနီးလေးရဲ့အမျက်တော်ဟာပြေလို့နေ့လည်စားဖို့မိသားစုလိုက်ဆိုင်တဆိုင်ထွက်လာခဲ့လိုက်တယ်။အဲဆိုင်ထဲကိုရောက်တဲ့အချိန်မှာမြင်လိုက်ရတဲ့မိသားစုနှစ်ခုကြောင့်ယူပတီလန်နေတုံဆိုင်သွားခဲ့တယ်။အဲမိသားစုနှစ်စုကဒေရီတို့မိသားစုရဲ့မမီတို့မိသားစုရဲ့ပါ။ဒေရီကလည်းဒေရီနောက်ယူတဲ့မိန်းမမိသားစုလေးနဲ့ပြောနေသလိုမမီကလည်းနောက်ယူထားတဲ့ယောက်ျားနဲ့ပြောလို့ပါ။မိသားစုကိုစီနဲ့ပေါ့ယူပလည်းယူပမိသားစုနဲ့လေယူပမပါပဲပြောနေတဲ့မမီနဲ့ဒေရီတို့မိသားစုလေးကတော့ပြောရွှင်နေပေမဲ့ယူပါတော့ဝမ်းနေမိတာဒါမဲ့ယူပါကိုလိုအပ်တဲ့ရုပ်ဝန်းလေးမှာယူပါသားရဲ့မောင်ရရှိနေပြီဖြစ်လို့ဘယ်သူမှမလိုတော့ပါဘူးဒါတော့မှယူပါနုံနုရဲ့ပခုံးလေးကိုဖက်ကအဲ့မိသားစုနဲ့ဝေးရဝိုင်းကိုခေါ်လာခဲ့ပြီးတော့မီနူးစာကိုဖွင့်ပြီးရွေးခဲ့ပါတယ်မောင်ကလေးလေးပါစားမလဲအရှက်မရှိဘသူ့ကိုခလေးလာခေါ်နေရလဲမိမကိုခေါ်နေရလေကွာပါစားမလဲကြိုက်တာမောင်စင်ပြာပဲမှာလိုက်ပါအဲ့ဆိုမိမကြိုက်တာတွေမောင်မှာလိုက်မယ်နော်အဆက်တွေတအားမစားနဲ့အမဆိုမှသားလေးကလည်းကြားနေယူပါကိုကြည်လိုက်မောင်ကိုကြည်လိုက်နဲ့မမီရှင့်ရေခဲမုတ်စားမှာစားရအောင်လေသားနေမှမတည့်တာရေခဲမုတ်လည်းမတည့်ဘူးဆိုတော့မျက်နှာလေးမိုင်းကျသွားတာမို့ယူပါသားလေးကိုရင်ကုန်နဲ့ဆွဲသွင်းကပစိန်ထဲမှာထည့်ထားတဲ့ချိုချဲလုံးလေးကိုထုတ်ပေးပြီးတော့ကြီးမကန်လို့မမီကိုဂရီပေးထားတာမေ့နေရလားရေခဲမုတ်စားချင်တာမစားရပါဘူးချောင်းဆိုရင်ဘယ်လိုလုပ်မလဲသားရဲ့အာမီနော်ယူပါရင်ဘက်ကောင်းလေးမိပြီးတော့ရေခဲမုတ်စားချင်တာကြောင့်ကတ်ချွဲနေတဲ့သားလေးပေးမှရှိတဲ့ဝိုင်းရသစိမ်းတွေကကြည်နေတယ်။သားလေးကိုချစ်လို့ဖြစ်ပါလိမ့်မယ်။သားလေးကချစ်ဖို့ကောင်းတယ်လို့သူစားချင်တာမဝင်မကျွေးမချင်းချွဲတက်တဲ့ကျင်လေးရှိသေးတယ်။မမီနိုးနော်မမီခွင့်မပြု။တောင်းဖို့စားရင်ဘယ်လိုလုပ်စားမအဲ့ချိန်ဘွားကိုတယောက်ကသားလေးကိုရေခဲမုတ်ခွက်ကန်ပေးကမီလီယော့ဒါကယူပါကိုမျက်နှာငယ်လေးနဲ့ကြည်လာတာမို့အဘွားတယောက်ကလည်းစေတနာဖိနဲ့ပြီးလာတာမို့ညရမှာအားနာတော့ယူလိုက်လေးသားနှခောက်ပင်ပြောစရာမလိုအဘွားတယောက်ပြီးတဲ့ရေခဲမုတ်ခွက်လေးကိုယူလိုက်တယ်ပြောလိုက်ဦးလေဘဘကျေးဇူးတင်ပါတယ်ဗျာလို့ပြောချင်ဦးဟောအဲ့ဆိုရေခဲမုတ်သက်ပါလို့ယူလေနေပါစေကွယ်ကလေးဆိုတော့ဘယ်သိမလဲစားနိုင်လို့စားအဘွားတို့လိုတော့မခိုင်းစားလို့မရတော့ဖွားဒေါ်စောလာတန်လာရကြီးတော့မြေဖြစ်သူတက်တော့မဟာကိုတွေ့တယ်အယုံမလာတာကြပြီဖြစ်တဲ့မြေကိုဒေါ်စောလာခက်လွန်းလွန်းရင်မြေတယောက်ပဲကျန်တော့ပါတယ်အလုပ်တွေနဲ့မအားလန်ဟောညင်းလီအဘွားတယောက်တည်းလားသူ့လက်ကိုကိုင်းကဘေးကိုဝေးကြည့်ပြီးတယောက်တည်းလားဆိုတာကြောင့်ဒေါ်စောလာအိတ်လက်တွေကိုအုံမိုးကိုင်းပြီးကြီးလေးပါလေထိုင်လေးဘွားအိမ်ုံလဲလာလဲပေါင်းမိရဲ့ဖွားမှလွမ်းလို့ကျွန်တော်လဲခွင့်ယူပြီးလာမလို့လုပ်ပါသေးတယ်ခွင့်ရယူလို့မရလို့ပါခွာရဲ့
ဖွားရဲ့မျက်လေးကိုခေါ်ထားခြင်းနဲ့မြည်ရင်တားဖြစ်သူကိုခေါ်ထားခြင်းနဲ့ဆိုတာကြောင့်တသမဟာသူ့သားကိုကြည့်မိတယ်။ဒါတအားစော်လွန်းလို့သူတော်မနိုင်။အဖွားဒုက္ခများနေပါမယ်။တအားစော်လွန်းလို့ထိမ့်မနိုင်ဘူးဖွားရဲ့။တအားစော်တယ်တဲ့။တသမဟာငငယ်တုန်းကစော်တာမမီဘူးထင်ရဲ့။အမလီညီကိုမမီပါဘူး။အဖွားခေါ်သွားမယ်။လက်ပြတ်မှလာခေါ်။ယူပါတော့ဝမ်းသာမိတယ်။ဘာလို့လဲဆိုရင်မမီရောတိတ်ရောမချစ်ပေးတဲ့သားကိုမောင်ရဲ့ဘဘချစ်ပေးရကြောင်းပါ။မောင်တို့ယူပါကိုကြည့်ပြီးထဲပေးချင်လားဆိုတဲ့သဘောမျိုးနဲ့ပါ။သဘောပါမောင်ရဲ့။တားလေးနိုးပြက်ပြီးဆိုတော့တသမဟာတားဖြစ်သူကိုဖွားနောက်ထည့်ပေးလိုက်ရာမုတ်စားရတာကြောင့်ကောက်ခါငင်ကလိုက်သွားပါတော့တယ်။ဒီနေ့ညတော့ယူပါနဲ့အပြာရောင်ချင်းညာလေးတညာဖြတ်တန်းပြအောင်ဖြတ်တန်းအောင်မေး။မောင်ဘာဖြစ်နေရလဲ။လိုဟိုကန်ဒီကိုင်းနဲ့အလုပ်တွေမပြီးသေးပါဘူးဆိုမှယူပါဒေါသတကြီးအော်တန်ကြောင့်မောင်ကအနောက်ကနေယူပါပခုံးပေါ်မျက်နှာလေးအပ်ပြီးချွဲပါတယ်။မိမလေးကွာအလုပ်နောက်မှလုပ်လေ။မောင်တို့ဇင်းအောင်ခက်ကလေးလောက်ပါမရဘူး။လက်ပြန်ဓာပြီးပေးရမှာမောင်ရဲ့ဖဲ့ပါ။မိမလေးကွာလုတ်ပါ။ဓသမဟာလက်ထောက်လူရဲ့နာမည်ပြည့်စုံခေါ်တော့ဓသမဟာမျက်နှာအရာခွာပြီးစူဖာပေါ်မှာဆင်းကအိယာစီကိုခြေလန်းကျနေသွားတယ်။ခုမပြုတ်လည်းမယူဘူးကွာ။ယောက်ျားတဲ့အလုပ်ကအရေးကြီးတယ်။မိမတွေများမယူခင်တစ်မျိုးယူပြီးတစ်မျိုးသူတို့စိတ်ကြိုက်တယ်။ပြောဆိုနဲ့ကြုံပြီးဂရင်ပေါ်မှာကူကူလေးအိမ်နေသူယူပါဘာမှမပြောမိတော့ယူပါလုပ်တရားပြီးကနေပြီမလို့အားဆိုင်ပြီးလုပ်နေရတာ哦။မောင်ရင်စောရီးရပြီးနေပြီ။မောင်ကြောင့်နောက်ကျနေတာဖြစ်ပါတယ်။15မိနစ်လောက်ကြာတော့လုံးတွေကုန်ပြီးသွားတာမို့ယူပါဂရင်ပေါ်တက်လာတော့မောင်ခေါင်းကြီးယူပြီးထသွားတာမလို့ယူပါလေးစောင့်ချုံပြီးမောင်သွားရအောင်အိယာပေါ်ကနေကြည့်တော့စူပါပေါ်မှာသွားအိမ်မလို့လေ။အမလီအဲ့လိုသာခွဲအိမ်ယူပါနုနုကပျော်တော်ပျော်သေးတယ်။ဒေါက်တာတတမဟာကိုကျေးဇူးတင်လိုက်တာရှင်။ဂရင်မောကနေရွှဲပြောနေတဲ့ဇနီးကြောင့်တတမဟာမျက်မှောက်ကြီးကြုံထားပြီးနေပေမဲ့ငတ်နေတာကြောင့်ဖြစ်တာကြောင့်သွေးသားဆန္ဒရတော့လိုချင်တက်မမိတာ။အဟာမနေနိုင်တဲ့ဆုံးခေါင်းကြီးကိုကိုင်ပြီးဂရင်မောပြန်တက်လာကစစ်စနီးလေးခေါင်းနောက်ကတိုင်းဖက်လိုက်တယ်။မောင်ကိုခွင့်မပြုချင်ဘူးလား။မောင်လေးယောက်ျားလေးပါမိမရဲ့။မောင်မလူချင်လို့ယူတော့မယ်။ပြောရင်းနဲ့ညာရဲ့ကောင်လေးကိုချစ်ဖို့တတမဟာတယောက်ကြိုးစားလိုက်ပါတယ်။အဲဒီခန်းအတွင်းမှာသူတို့နှစ်ယောက်ရဲ့ညီညွတ်တဲ့နေရာဆဲလောင်စွာထွက်ပေါ်လာပေမဲ့တစ်ဖက်မှာရှိတဲ့တတမဟာရဲ့အဖွားဖြစ်သူအိမ်မှာမြေဦးလေးကတော့အိမ်ပြန်ခြင်းလို့အတင်းပင်ကိုနေပါတော့တယ်။ပရိသတ်များရှင် Family Doctor ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးကြရမယ်ဖြစ်ပါတယ်။နောက်ဆက်ပေးခဲ့ကြတဲ့တဦးတစ်ယောက်ချင်းစီကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။